အဲ့ဒီပြင်ပါရှိသေးတယ်စမ်းစစ်လေကျလို့မြန်မာတက်တယ်ဒုက္ခရောက်မှာကြောင့်တော့ဟုတ်ပြီလားအဲ့တော့ဒီခန္ဓာကိုယ်ကြီးဟာနေ့စဉ်နဲ့အမျှယာတိဥဒ္ဓရဲ့ရက်ဆက်ဟုတ်ပြီလားမှန်ပါဗျာမျိုးမခံဘူးလားအဲ့ဒါတော့မိတော်လေးပြတော့ဘာကာတောင်းလေးရောက်တော့မစီးဘူးလားမှန်ပါဗျာခဏလေးတော့မခံဘူးမှန်ပါဟုတ်နော်ဒီခန္ဓာရတယ်မဟုတ်လားမှန်ပါတယ်အဲ့လိုဆိုခန္ဓာရရင်ဘာရမလဲဒုက္ခရဟုတ်ပြီလားမှန်ပါအဲ့တော့နေ့စဉ်နဲ့အမျှချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်ကတပည့်တော်ဗျာဘာယောဂမှလည်းမရှိဘူးဝေရလည်းစိတ်ရှုရလည်းတောင်းလို့ရတော့ပို့ပြီးတော့အကြီးတဲ့ချမ်းသာပါတယ်ဗျာတပည့်တော်ချမ်းသာတယ်လို့မပြောရဘူးလားပြောရပါအဲ့တော့ကောင်းပြီကကြီးခင်ဗျားတော့ချမ်းသာရင်စိတ်ရှုရမရက်နေတော့ကြောက်တယ်မရများနေသိရတဲ့ထောင်နဲ့ချီပြီးတော့ခင်ဗျားဆင်တာအောက်မှာလည်းဖဲပြီးတော့ရေပေါ်တော်ကြီးနဲ့နေဆယ်သိန်းအာဟာရအစီအစ်တွေစားပြီးနေမနဲ့နေလို့ဇင်ကြတယ်မပြောဘူးလားပြောပါတယ်အဲ့လိုဆိုရင်ဇင်ကြကြဖြစ်တဲ့ဘယ်လိုကရှိတော်သောမှာအာဟာရသိမ်းပေါင်းများစွာတန်းတဲ့အာဟာရတွေနဲ့သိမ်းပေါင်းများစွာတန်းတဲ့ယရနာတွေစီချပြီးတော့ဘယ်လိုကရှိတော်သောမှာမလုတ်ဘဲနဲ့နိုင်ဝဲတနိုင်လောက်နေကြည့်တာဘာတွေဖြစ်လာလဲသိရလားကြိုက်လာတယ်ခဲလာတယ်ဘာဖြစ်လာလဲကြိုက်တဲ့ဓာတ်ထုံတဲ့ဓာတ်ကျင်းတဲ့ဓာတ်ပူတဲ့ဓာတ်စူးတဲ့ဓာတ်တွေပေါ်မလာဘူးလားပေါ်လာကြိုက်တဲ့ဓာတ်ကဆင်းရဲလာချမ်းသာဆင်းရဲပါတယ်ပူတဲ့ကဲထုံတဲ့ဓာတ်ကတော့ဆင်းရဲပါတယ်အဲ့ဒီရွှေတုံးကြီးရောက်ဖြစ်လာတာလားဟုတ်ပါဘူးဖဲဘုရားယူပေါ်သောကြောင့်ဖြစ်လာတာဟုတ်ပါဘူးအာဟာရတဲ့သိဉာဏ်ကြောင့်ဖြစ်လာတာဟုတ်ပါဘူးဒီခန္ဓာကြီးကငကိုယ်လေးကိုကစက်ကမချရက်ဆက်မနေဘူးလားရက်ဆက်ပါစက်ကမချရက်ဆက်နေတာခင်ဗျားတို့ညာအဲ့တော့ညီညီအိမ်နိုင်ရဲ့လားအိမ်နိုင်ပါလူကတော့ငါတော့ငါလိမ့်ငါဒီလိုအိပ်ဘူးလားအိပ်ရအဲ့ဒါတော့အစိမ့်သိပြီးလူလိမ့်နေဘူးလားနေပါတယ်ဩအဲ့တော့ဘယ်အချိန်မှစီးရဲချမ်းသာတာရှိလို့မရှိပါဘူးအခုကတော့သိတရားတော်မကြီးနဲ့ချမ်းသာစီးရဲနေတယ်ဒါပေမဲ့တရားလာခြင်းတဲ့ယောဂီတွေကိုသိအောင်ဘုရားကမာယုတို့လည်းရဲ့ဒီကမာယုဘယ်နဲ့ပေါ်လို့တော့ပါလားမှန်ပါဘူးဘုရားကမာယုဘုရားကယုတော့အောင်ဒီကယုတော့ပူအောင်လို့ဘုရားကယုတော့ထောအောင်လို့ဥစဉ်ခိုင်းတာပါလားမှန်ပါဘူးနဘိုးတဲ့ကိုကစိတ်တည်တက်မနေဘူးလားတက်နေပါမလို့ဘယ်ဘုရားကိုနေကြည့်တာမှန်ပါဗျာဥပမာဘာယောဂမှမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပဲကြည့်နေလို့ရမရခဏလေးမကြိုက်တာလေးခဲတာလေးစူးတာလေးအစိတ်တည်တက်မလာဘူးလားတက်နေပါဒုက္ခတွေတက်မလာဘူးလားတက်လာအဲ့လိုဆိုဒီယုတ်ကြီးကချမ်းသာတဲ့ယုတ်စုဝေးတာဒုရက်သက်တဲ့ဒုက္ခအစုဝေးလားရက်သက်တဲ့ဒုက္ခအဲ့လိုဒုက္ခအစုဝေးကြီးကိုနော်ငါပစ္စည်းငါပစ္စည်းဒိဋ္ဌိအပြင်မဆွဲထားဘူးလားဆွဲထားပါဆွဲတော့ဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ကမစင်းရဘူးလားစင်းရပါတယ်အဲ့ဒါဘုန်းကြီးနဲ့ဘာဆိုင်လို့လဲဘာမှမဆိုင်ဘူးကျုပ်နဲ့ဘာမှမဆိုင်ကိုဒိဋ္ဌိလာတယ်ငါတို့လာတဲ့ဒိဋ္ဌိပါမလားပါလားပါလားအဲ့လိုဆိုရင်တဲ့ဒုဒကဓမ္မတွေတနေ့နေ့တရွရွတလုံးလုံးနဲ့ရှားပွေပြီးတော့ပညာသင်တဲ့စီးပွားရှားတဲ့ဗဇတ်နဲ့ပြောကြဆိုကြသေဥဆောင်ကြဇာတိရေးကြနောက်စိုက်ကားတွေနဲ့ပြည်လေးတွေနဲ့အထုပ်တွေနဲ့ထားကြရွေးကြစီးပွားမရှားကြဘူးလားရှားရပါတယ်အဲ့ဒီခုရမှန်သမျှအကုန်လုံးသိကျုံပြီးအဖြေထွက်မယ်ဆိုရင်ဘာလုပ်နေတာလဲဒုက္ခခံနေကြတာဘုခံနေကြတာကျွန်းခံနေကြတာဟုတ်ပြီလားအဲ့ဒီမျိုးပါရှိသေးတယ်ဘာမှမရှိဘူးအဲ့ဒီလို့ဆိုရင်အလိမ့်နေရှိသေးလားမရှိပါဘူးအားလုံးကစီးရဲတည်ပြီးအာနာရှိတည်ပြီးမရှိတည်ပြီးအကုန်လုံးကဒုက္ခပါမစားရဒုက္ခမတည့်ဒုက္ခရေမချိုးတော့ဒုက္ခမရဒုက္ခမရင်ဘဝမပေါ်ရဒုက္ခမတူဘူးလားတူပါတယ်ဗျာအဲ့လိုဆိုစီးရဲချမ်းသာတော့ပြည့်စုံအထောက်အပံ့ပွားချမယ်ဒုက္ခကြတော့ပွားချတော့မပွားချပါဘူးတထေးကြီးကနည်းနည်းဒုက္ခရောက်လို့စီးရဲသားမြတ်ဒုက္ခရောက်မရှိတာမရှိပါဘူးမရှိဘူးဒုက္ခအဲ့လိုဆိုရင်တနေ့အဲ့လိုပြည့်ရင်ပြုရင်ဖာထေးရင်ပြုစုရင်စောင့်ရှောက်ရင်မသေးသေးတော့သိမ်မဲ့အချိန်ကြီးစောင့်ပြီးတော့ဒီခန္ဓာကိုယ်ကြီးကိုမသေးအောင်မျိုးဖာထေးရပြီးတော့ပြင်ရမလုပ်ရအောင်လုပ်ရဒုက္ခခံပြီးကြုံခံမရဘူးခံရအဲ့ဒီလိုနဲ့ပြုရင်လည်းနောက်တော့ပါပဲလားလေယုံကြည်ရပြုပြီးတော့ကိုးမလားလေလားကိုးလာပါတယ်ကိုးလာငါလောက်တာလားသူကပြင်တာအဲ့တော့ကိုးတဲ့အချိန်မှာကိုးလာတဲ့သဘောဆောင်တာငါတော့မဟုတ်ပါလားလို့ရှိလိုက်ပါလားမှန်ပါအခုတော့ငါဟိုပြီးကိုးတဲ့ဘောကငါမကဘူးလားကပ်ပါတယ်ဒိဋ္ဌိကအဲ့လိုကိုးလာပြီဆိုတော့အိုဒုက္ခဟုတ်ပြီနော်မှန်ပါတယ်သွားတွေပါတော့သွားတွေကျူးတယ်သွားတွေကြိုက်တယ်မစင်းဘူးလားစင်းပါတယ်အဲ့ဒါဘာဖြစ်လို့လဲဒီခန္ဓာရလို့ဒီခန္ဓာမြတ်ရင်သွားရပါမလားမရပါဘူးသွားမရလို့ရင်မနှိမ့်တဲ့တော့မနှိမ့်တဲ့မစင်းတော့အဲ့တော့ခန္ဓာရခြင်းဒုက္ခရခြင်းမှလားသွားတွေကျူးဟုတ်ပြီလားသွားတွေကြိုက်သွားတွေကြိုက်ညလည်းမအေးရနေလည်းမအေးရအဲ့ဒါနောက်တော့နားတွေကြိုက်မစင်းဘူးလားစင်းပါတယ်ခါးတွေကတော့မစင်းဘူးလားစင်းပါတယ်ကိုယ်မစင်းခြင်းကိုမစွန့်နိုင်လို့မစင်းဘူးလားစင်းပါတယ်အဲ့ဒီချိန်မှာကျတော့ချမ်းသာပါလို့ဆူတောင်းလို့ရရလားမရပါဘူးမရတာနဲ့ပေါင်းမရဘူးလားပေါင်းမရဘူးတော့စီနာချမ်းသာလားစင်းပါစီရတာပါပဲစီရတဲ့ဒုက္ခလက်ပါရှာကြိုက်တာရှာဒုက္ခရှိသလားမရှိပါဘူးမရှိဘူး
ပြောတော့လားအနာတ္တရဲ့ဒုက္ခတွေအိဋ္ဌာတွေမြင်လားမြင်ဘူးအိဋ္ဌာဒုက္ခအတ္တတော့လေမျက်လုံးမကောင်းလည်းမျက်စိလာတတ်လိုက်တယ်ဒါပေမဲ့မကောင်းလည်းစိတ်ဆိုးတယ်โอเคပဲဟုတ်ပြီလားအနတ္တအိဋ္ဌာမြင်သေးလားမမြင်ပါဘူးအကုန်လိုက်ဘုံတာဟုတ်ပြီလားအသက်ကြီးတော့ဘုံလို့သပင်ပြူကြီးမကောင်းလို့ဆိုတာမဲမဆိုးဘူးလားဟုတ်ပါဘူးဘာလို့ဆိုရလဲဒုက္ခတဏှာကိုတဏှာနဲ့ပေါင်းပြီးတော့အနတ္တကိုအတ္တလို့နေတယ်အိဋ္ဌာကိုအိဋ္ဌာမနေကြလားဟုတ်ပါတယ်အဲ့ဒါတတ္တဝါတွေဟာခန္ဓာကဘလို့ပဲပြသမျှကိုအမှန်မရှိဘဲနဲ့တဏှာမာနဒိဋ္ဌိနဲ့ပဲဆက်ဆံအဲ့လိုဆိုကောင်းဖြူလာတဲ့သဘောကိုကြည့်ကြမြင်အနတ္တဥပ္ပဒနာညာပေါ်လာဘူးလားပေါ်လာငါသဘောနဲ့ငါဖြူလာဓမ္မသဘောဆောင်လာဓမ္မသဘောအဲ့ဒါဆိုအတ္တသဘောလားအနတ္တသဘောလားအနတ္တသဘောဖြူတဲ့သဘောကြည့်ကြမြင်အနတ္တသဘောပါလားလို့ရှုနေအနတ္တဥပ္ပဒနာညာပေါ်လာဘူးလားပေါ်လာပါတယ်အတ္တတကယ်ချုပ်သွားဘူးလားဟုတ်ပါတယ်ချုပ်သွားတာမညာပေါ်မှန်ပါနော်အဲ့လိုသွားနေကြတော့စီးရတယ်မျက်စိယောဂါရောက်တော့မျက်စိဒီကိုက်တော့စီးရတယ်နားရဘာတော့နားယောဂါကိုက်လို့စီးရတယ်ကျန်တဲ့တွေးတဲ့စီးတဲ့သကြောတက်တဲ့ကြောက်ကယောဂနှလုံးယောဂအပြိုမလေးဆက်ဘူးလားလေးဆက်ပါလေးဆက်လာတော့စီးလာချမ်းသာလားစီးပါစီးလာပြီအဲ့ဒီချိန်မှာဘာတောင်းလာလဲဘယ်ပါလူကောင်းလဲဘယ်စီးရကောင်းလဲဒါပဲရှာမှန်ပါဒုက္ခမှန်တဲ့ဘဝရှိရလားမရှိပါဘူးဘုရားကရှုခိုင်းတဲ့ဒုက္ခဓမ္မတွေကမရှိဘူးဟုတ်ပြီလားအဲ့တရားဆိုတတ်တတ်ကြည့်တာဟုတ်ပါဘူးနော်အဲ့လိုနဲ့ကိုရင်းနာရင်းနဲ့နောက်ဆုံးပါဖြစ်လာလေသေရောအခုတော့တရားလာခြင်းနဲ့ယောဂီတွေသေတဲ့ပုဂ္ဂိုလ်တွေမမြင်ဘူးလားပြုံးနဲ့သေတဲ့မှာသာတွေ့လားနောက်ပါယောဂီသေတဲ့ပုဂ္ဂိုလ်တွေကပြုံးနဲ့သေရတာပျော်လိုက်တာဆိုတဲ့ပျော်တဲ့မျက်နှာချမ်းသာတဲ့မျက်နှာမျိုးနဲ့သေတဲ့မှာသာမြင်ဘူးလားမမြင်ဘူးအဲ့လိုဆိုဘယ်လိုမြင်ဘူးလဲမေဃယောဂလူကလုံးမှာတော့မှာရှိုက်ကညီကညီပါဟောကဟိကမသေးကြဘူးလားသိကြပါအဲ့လိုသေတဲ့မသားတွေကြီးပဲဟုတ်ပြီလားမှန်ပါတယ်ဗျာအဲ့လိုသေတဲ့မသားတွေပြီးတော့တနေ့ငါဒီလိုပဲသေပြီးတော့ဒီလိုပဲဆင်းရဲခံအောင်ပါလားအဲ့ဆင်းရဲကြီးမှလောအောင်ငါတို့ဘယ်လိုလုပ်မလဲလို့တွေးကြောဆန်ကြံစားတဲ့ပုဂ္ဂိုလ်ရှိတာမရှိပါဘူးဗျာဘုံပါသလိုပဲအသာတွေးကြတာမှန်ပါမသိကြအောင်တော့တိုင်းမှန်ပါသိနေလို့စိတ်ကြီးမှကြောက်မှန်ပါသူ့ရဲ့တဏှာအာယုန်တွေကပြည့်သွားမှကြောက်ဟုတ်လားဓမ္မယုံမရှိဘဲနဲ့တဏှာအောင်နဲ့ရှိနေတယ်အဲ့လိုဆိုရင်တဲ့ဒုက္ခဓမ္မတွေကိုချင်းဆင်းရဲကိုဘကိုညာနဲ့ဖြန့်ကြည့်လိုက်နာချင်းဆင်းရဲကိုဖြန့်ကြည့်လိုက်အခုနေတော့ဖြန့်မကြီးအကောင်းကြီးကိုမှန်ပါဗျာအဒါလည်းတော့ပုံသွားသလိုပဲမှန်ပါတယ်ဗျာကိုလည်းဒီကအဲ့ကြမှာမြေကလူစားမြမျက်နှာလေးနဲ့ပြီးတော့ဟာလားကင်းစားလို့တဲ့စိတ်လည်းကတော့အသေးလုံးရင်လုံးသွားလို့ဖြစ်မလာဘူးလားဖြစ်လာပါအဲ့ဒါဆိုရင်အားလည်းပုဂ္ဂိုလ်ကဒီလည်းမစားနိုင်ညလည်းမအိပ်နိုင်ဘူးဟုတ်ပြီလားမှန်ပါအဲ့လိုနေကြတယ်အခုတော့နာချင်းဒုက္ခတွေကိုဘယ်လောက်ထိပြင်းထန်လဲဆိုလို့ရှိရင်ဦးဇင်းအောင်လာမှာကျွန်တော်နဲ့လာမှာဒကမာကြီးတယောက်အဲ့လိုသဲတန်ဖြစ်တဲ့ခါကျတော့ဒကာကြီးကသွားပြီးတော့မသိခင်နဲ့သပိတ်တုပ်ဆိုတာညာနေပြီတဲ့ဥဒ္ဓလည်းပါတယ်ပေါ့အဲ့တော့မှဒကာရဲ့တန်ခါငါးပါးပြေးပြီးတော့ဆုံးကပ်ပြီးတော့ဆုံးမကတည်ပြီးတဲ့သင်္ကန်းကတော့ဒကမာကြီးသွားပြီးသင်္ကန်းထဲကခိုင်းတယ်မကတ်တယ်ဒကမာကြီးလည်းပြိမသွားပြီးတော့ညာနေတော့သွားပြီးသင်္ကန်းလုပ်ကြတယ်ဒကာကြီးကလက်တဲ့သင်္ကန်းထဲပြီးသင်္ကန်းကဆိုမကတ်တယ်ပူတယ်အော်ဖက်သင်္ကန်းကဆိုလည်းပူတယ်အော်အဲ့တော့ရွှေမဆရာတော်ဘယ်ဒကာကြီးတို့တိလပေးရည်သက်ချအမြတ်တမ်းပေးပြီးသာတို့ကိုလည်းရပါတယ်ဒီပါပဲဆိုတော့အဲ့မှာတိလယူပြီးတော့အမြတ်တမ်းပေးပြီးတော့ဒကာကြီးကလည်းဒကာမကြီးများသွားပြီးတော့ကျွန်တော်တို့ယနေ့သွန်သင်္ကန်းလူတဲ့ကုသိုလ်သူများကောင်းမှုကိုအမြတ်ယူတော်မူပါလို့လည်းခေါ်ပူတယ်တဲ့သာတို့ခေါ်တာပူတယ်အော်နေတာအခုနေကတော့အေးစီစီပေါ့ဟုတ်ပြီလားငါမပါသလိုပဲမှန်ပါဗျာသာတို့တခုခေါ်နိုင်ရဲ့မခေါ်နိုင်ပါဘူးသာတို့ဆိုတဲ့စကားလေးတစ်လုံးပြောနိုင်ဖို့လွယ်ရမလွယ်ပါဘူးဗျာမလွယ်ဘူးမလွယ်တဲ့အကြောင်းထပ်ပြောပြအောင်အဲ့မှာကျွန်တော်ကြောက်ရွံ့ယူဆိုတဲ့တန်ပြီးစိတ်ကိုတည်တဲ့နေရာအဲ့ဒီနေရာမှာကြောက်ရွံ့ယူနေရာမှာတရားသွားပြတော့တနေ့ကို3ချိန်ရွာတွေလက်ပြအဲ့ဒီချိန်မှာကိုသိန်းဆိုတဲ့တော်တော်ဘာရဟန်းဝင်တဲ့ပုဂ္ဂိုလ်ကအရှင်ဘုရားရဲ့မြို့ရွာမှာ3သိန်းပြပါပြီတဲ့3သိန်းပြနောက်3သိန်းပြတဲ့အတွက်ကြောင့်ဖျားသမီးတွေရွာသူရွာသားရွှေမျိုးပေါင်းတည်သွားတဲ့ပုဂ္ဂိုလ်တွေဝင်ကြည့်လို့ရလို့ရညာဆရာတော်ကျင့်လို့ပြီပါပြီးတော့ညာတရားပေါ်မှာရှောက်ဆရာတော်တခါကြီးကြွားကြမှာသိရင်ဘုဒ္ဓကတည်းကလုံးနေတော့ကျောက်ကပြပြမယ်ဆိုပြပြတော့တခါလည်းဝင်ဘူးလာပဲဝင်ဘူးတော့မျိုးလုံးကြီးတွေပြပြရှူလာပဲရှူရဲနဲ့အဲ့ဝင်ဘူးတဲ့ဟာတွေအိုးနောက်ဆုံးမှတန်းစီတာလူစိတ်တော့ကြီးရွာရရတယ်မျိုးလုံးလည်းမမိတ်ဘူးမျိုးလုံးကြီးပြပြရှူနေတာအစေဝင်ဘူးနေတာဒါအမြတ်သားတစ်စေတွေပေါ်တယ်ဒါအမြတ်သားနှစ်နာရီလေးထန်လည်းပြီးတော့ရွာလူတွေတော့ငါသုံးအောင်မှပဲဆိုပြီးတော့အဲ့ရွာလူတွေတရားတိုင်းတော့ဝေးပြပြီးတော့အဲ့ပူးနေတာလည်းဘုံခေါင်းကြီးမှရှိတန်းတိုင်းလည်းပြပါခေါ်လို့ပြောတာ
တပည့်တော်တော့ဗျာတဲ့သမီးလေးစောက်ဝဲပြီလို့စိတ်မချလို့လဲပါမယ်နေမှာစောက်ဝဲပြီအမြောင်ကြီးစားနဲ့သွားတယ်ဘာဖြစ်နေညာဖြစ်တယ်ပေါ်လေအဲဆူပြောစကားပြောတော့ကောင်းနေတာကဲအဲဆိုမိတာဘောရောပြောတာဘောရောပွားကြီးနေတယ်ဘုရားကကူနေတာကဘုခန္ဓာကယောက်ျားလေးကိုကူတာပွားကြီးသူ့မြည်ကိုပြစ်ထားတော့သူ့သမီးကိုလမ်းကျိန်ပေါင်းနေတာကဲဘုရားကကောင်းလို့ဆိုနှစ်ယောက်ဝင်းကြီးပြည့်နေမင်းလာပဲငါလာပဲပြည့်နေအဲ့ဒါတို့ကဘာလဲလဲမောက်ဝေးသေးတဲ့ညီကိုတရားအဲ့ဒါအပေါ်လုံးလူစိတ်တော့ဘောစကားတွေပြောတော့ပေါင်းကဲတော်ပြီးညင်းနေပြီကဲအတားလို့ပေါ်မယ်မင်းတို့မြတ်တမ်းပြုမယ်တားလို့ပေါ်မယ်အာလုံးတန်းစီရက်နေအခုစီဦးသေးလေးအမြပေးပါအဲ့တော့တော်တော်ဦးစီးရကျွန်တော်တို့ယနေ့ပြုတဲ့ဒါနသီလကုသိုလ်သူများကောင်းမှုအမြယူတော်မူပါတော့ဒါရမကောင်းနေရှာနဲ့အာနဲ့တဲ့နော်ရှာကဘိုးဘောမော့လို့အပေါ်သဘုံကိုသွားနေတော့ပြီးတာတလုံးမရဒါဦးလေးတော့အဲ့ဒါတွေတွေ့ခဲ့ပြီးပြခဲ့တယ်ကိုလေအများကြီးကြံပါသေးတယ်ဒါလို့လောကကြီးမှာအခုဝိမု ക്തി ယူပသာသနာနဲ့နေတာလူတွေချောင်းချောင်းနေတာမသိလို့နေနိုင်ကြပြီပဲသိတဲ့ပုဂ္ဂိုလ်တွေကရတဲ့မအေးဘူးမသိတဲ့ပုဂ္ဂိုလ်ကအေးနေတဲ့ပြီးမာမာနကထောင်သေးတယ်နော်အပြည့်အဆိုင်ဘုံပကသနာဥစဉ်တို့စာပဒမိပဒဘွဲ့ပိရှိတဲ့ကောင်ကိုမသုံးတော့မှလည်းသုံးရမှာမရှိဟုတ်ပြီလားအဲ့တော့ဘုံဘာဝရွေးချယ်ရတကယ်သိပြီးနေကြတော့မသိကြအဲ့တော့မှသိချင်းစင်းရတဲ့ဘုဘက်ကောင်ဒကာရမတွေတာတလုံးမရဟုတ်ပြီလားမှန်ပါဗျာဒီခန္ဓာနဲ့ဒီသာနာမှာအခုရည်ကျူတွေယရနာတိုက်ယူပဲဆိုယူလို့ပေါ့ပါကောင်းပါဘူးအဲ့ဒါကိုရွေးချယ်သေးတယ်ဘယ်တရားတိုင်းကကြံနေစင်းပဲတယ်ဘယ်တရားတိုင်းကနိုင်များတဲ့စင်းပဲတယ်ဘယ်တရားတိုင်းကနေရာတိုင်းတိုင်းမပြည့်စုံစင်းပဲတယ်နော်သူတို့အကောင်းဆုံးရွေးချယ်ဆုံးနဲ့အသက်တာဆုံးကိုလူလာရမယ်ဤတာမျိုးမှသူတို့ကစပယ်ချယ်တဲ့အခုပြဖြစ်ဖို့ဟုတ်လားမှန်ပါဗျာဒီအဲ့ဒါကတော့ရွေးချယ်တာမရှိတာသူတို့အကြောင်းတကယ်တမ်းကျတော့ခန္ဓာရဲ့ဒုက္ခဘဝရဲ့ဒုက္ခဒီဒုက္ခတွေဒုက္ခကဒီဘဝမသိခင်နဲ့တဝါယုတ်တာအဲ့တော့မနောက်ဆုံးသိချင်းစင်ရဲ့သိတယ်ဆိုတာတန်တရာပြေသောဆိုတွေးပဲဒီတွေးသည်ပါလေအခုပါဗျာသေကံဒီလူတွေကသေတော့မယ်ဆိုတွေးဆိုတော့ပြီးလက်မစမ်းဘူးမှန်ပါဗျာစမ်းတော့တွေးတိုးတာရှိသေးလားမရှိတော့ပါတွေးတိုးတဲ့လက်ကဘယ်နဲ့နေအေးပါဟုတ်ပြီလားအေးတယ်ဆိုတော့အပူနဲ့မရောတော့မှန်ပါဗျာဦးဇင်းတော်အခုဒီမှာလဲနေတယ်ပြီးရမိတ်ဒီလားလဲနေတာမိတ်တလက်လင်းတလက်သေတလက်ရှင်တလက်ပူတလက်အိတလက်ဟုတ်ပြီလားမှန်ပါလင်းတဲ့ရှင်ကပူတယ်မိတ်တဲ့လေကအေးတစ်စက်ကမှအကျဉ်း60ပူတလက်အိတလက်နေဦးဇင်းတို့ရဲ့ဒီခန္ဓာပြေသောတတ်ကလည်းတစ်စက်ကမှအကျဉ်းပေါင်းများစွာပူတလက်အိတလက်အပူအေးမြတ်တာတော့ပလဲနေတဲ့ခါကျတော့ကျန်တဲ့တက်တွေမှာညီးမနေဘူးလားညီးနေပါအပူအေးကိုပလဲတော့ဆိုအဖျားတဲ့လို့အဖျားတဲ့လို့အပူမတိုင်းဘူးလားတိုင်းပါအပူတိုင်းတော့အပူကြီးများတာတော့အောက်မှာဆောက်ရရတယ်လားမရတော့ပါအဲ့ဒါသင်္ဘေရောကမသိဘူးလားအပူကြီးများတာဟုတ်ပြီလားမှန်ပါအဲ့တော့အပူကြီးနဲ့ဆိုတာပါလဲဆိုရင်သွေးပဲသွေးရအောင်သွေးဆုံးသွားပြီဆိုတော့ကျန်တဲ့သွေးမရှိတဲ့နေရာကြီးအေးအပူနဲ့အေးတပြန်လေးမလဲသေးလားမလဲတော့အေးဒီကအပူကြီးတော့သွေးသည်နှလုံးအေးကြီးကိုသွားစုပြီးကျန်တဲ့ခန္ဓာကိုယ်ရဲ့အေးပြီးမကြနေခဲ့ဘူးလားကြံခဲ့ပါအဲ့တော့နှလုံးအေးကြီးမှာရောက်တဲ့ခါကျတော့ခန္ဓာကိုယ်မှာပြန့်နှံ့နေတဲ့သွေးတွေဟာခဲပြီဆိုတော့အပူတွေခဲတာပဲမိခဲလေးကြည်ဝပြီးပြန့်နေရင်အပူမထေရှားဘူးအဲ့မိခဲလေးစုလိုက်လို့ချင်းအပူရှင်မထေရှားမလားလားထေရှားတာဦးဇင်းတို့ဒီအရင်တော့မှန်ဘူးတွေကိုတော့ဝိုင်းမှန်ပါဗျာနေပူထဲမှာချပြီးတော့အောက်ကဇက်ကလေးခိုင်းတိရွက်ကလေးပြီးမလားလားပြီးတော့ဒါမှန်ဝိုင်းလို့ရှိရအပူလေးကိုစုလိုက်တာမှန်ပါဗျာအောက်ကပြီးတော့ပါတယ်မှန်ပါဗျာဒီခန္ဓာကိုယ်လုံးလုံးပါရှိတဲ့အပူတွေကိုစုလိုက်ရင်ဘယ်မှာစုလဲနှလုံးအကြည်မာလာသူဒီစိတ်ဒီနှလုံးအကြည်မာရှိသည်ဟောပြီနော်စိတ်ရဲ့မီးရနှလုံးအကြည်မာသွေးလာဆိုတဲ့ကတော့အဲ့မှာပူပြီးတော့ကြွကြွဆူလာအောင်လားဆူလာပါဗျာနှလုံးကြီးကပွက်ဆူလာတဲ့ကြောင့်စိတ်ကလေးဆောက်ပြရသေးလားမရတော့ပါဘူးအဲ့ဒါဒီကနေ့ဇောကရဏမျိုးလို့ဆိုရတာပဲတနေ့ကျရင်အဲ့လိုသိကြမှာငွေကြိုက်သည်ဖြစ်စေဓာနဲ့ခုတ်လမ်းနဲ့ထိုးသည်ဖြစ်စေကိစ္စယောဂပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်နောက်ဆုံးဓာတ်လေးပါးပြိုကွဲမှသိပါသည်ဟုတ်ပြီလားမှန်ပါဗျာဓာတ်လေးပါးပြိုကွဲဖို့အကြောင်းရင်းနာပွားတာအခြေခံနောက်ဆုံးသိတာကတော့ဓာတ်လေးပါးပြိုကွဲပြီးမှသိတာဟုတ်ပြီလားအဲ့တော့ဒီတအုံနာဒီသောသည်နှလုံးအကြည်ပါလာစုခဲလိုက်တော့အပူတွေစုခဲမတော့ဘူးခဲပါခဲတော့ခန္ဓာကိုယ်ကြီးကစိတ်ကမီးဖို့ပေါ်ကြတယ်လို့စသတိမခံနိုင်တော့မှန်ပါဟုတ်ပြီနော်မှန်ပါဗျာဓမ္မတွေကိုမခံတာတော့မသိသေးဘူးသေကံလေးကရဲစတဲ့မခံတာဟုတ်လားခံတာမှာရင်နာတော့မခံနိုင်ဘူးမှန်ပါ
ဟာလားဘုလောတော်အိအုပ်ရှိပြန်ကျောင်းဆရာယူကြီးပေးတဲ့ဆရာတယောက်ဦးစင်းကအဲ့ဒီတခါကြီးအသေးတက်ပြီလားပြီးတော့ပြီးမဆိုင်သေဖို့ပြည်စည်းပြီလားဆိုပြီးမဆိုင်နောက်တော့ဦးစင်းလည်းတရားဝင်ပြန်လာတော့ဝေကြရကံကောင်းတော့မသေးဘူးမသေးတဲ့အချိန်မှာ3-4လောက်ပြီးတော့သူ့မေရလာတော့ဝေကြတဲ့နေရာရက်တော့ခတ်ပေးတာအငွေရက်တော့မခတ်ပေးပါနဲ့လမ်းနဲ့ထိုးသလိုပဲရက်တောင်ခတ်ပေးတာလမ်းနဲ့ထိုးတာပြည့်မနေဘူးလားပြည့်နေပါတယ်မှားတာပါဒီခန္ဓာတက်တယ်အခုကဒါလေးကမျှတနေတဲ့အခါကျတော့မထေရှားဘူးမှန်ပါဗျာဒါလေးကပြိုကွဲလာပြီဆိုလို့ရှိရင်ထေရှားမလားဟုတ်လားထေရှားတာရက်တောင်လေးခတ်တာနော်လမ်းနဲ့ထိုးသလိုပဲဟုတ်ပြီလားမှန်ပါဗျာတနေ့ခန္ဓာလုံးကြီးတွေရထားရင်တနေ့အာရိတိုင်းသိကြမှာဟုတ်ပြီလားမှန်ပါဗျာဒီဒုက္ခဒီသဘောကြီးအဲ့ဒါကြီးတိုင်းရင်ဆိုင်ရမှာရှောင်လို့သိလို့ရပါဘူးမရပါဘူးမရဘူးအဲ့တော့ဒကာဓမ္မတွေဒုက္ခမကြီးဘူးလားကြီးပါလေအဲ့တော့တိတတိသောတဲ့ဘုံနာတိသောနှလုံးအကြည့်ပါဆိုတော့တိတတိသောမကြံခဲ့ဘူးလားကြံခဲ့ပါတယ်အေးဒါမကောင်းလားမကောင်းပါဘူးကောင်းတဲ့တင်ရေခဲ့တိုက်တဲ့သွားရေခဲတုံးထဲမှာနေတော့ကြာနေတော့အေးဆွေးပြီးအယူလေးအခွဲပြတာဖြစ်မလားဖြစ်လားစီယမနာချမ်းသာမလားဖြစ်ပါတယ်အေးဒါလည်းရက်စက်တတ်တယ်ဟုတ်ပြီလားမှန်ပါအေးလို့တော့အယူလေးအခွဲပြီးဆွေးပြမတာဖြစ်မလားဖြစ်လားပူလာတဲ့စိတ်ကနှလုံးထဲမှာကြည်ပြီးကြွကြွဆိုမလားပူလာစိတ်ကလေးသိကန်ဒီမှာတော့တဲ့ခတ်နေပြီလားခတ်နေပါခန္ဓာပဲသွားကြည့်တော့လေအယူကမနာဖြစ်တော့မခံနိုင်ဘူးပြန်ပြီးရုပ်သိမ်းရတော့နှလုံးရဲ့အကြီးကပုတ်ပွက်ဆိုပြီးတော့မိဂိတ်တင်သားလို့ဖြစ်နေပြီးစီးရပြီးအဲ့တော့ဆောက်ပြရသေးလားမရတော့ဒီခန္ဓာကလောအောင်ရှောင်ပြီးလို့ရသေးလားမရတော့ဘလို့နေစိတ်ပြီးမိဘုံပေါ်ကြတယ်ကြတယ်အဲ့တော့စီရင်မလားချမ်းသာမလားစီရင်ပါတယ်အေးမှတာတနေ့ကျရင်အဲ့လိုဖြစ်ပြီးသိမှာဟုတ်ပြီနော်မှန်ပါအဲ့တော့ဝါယောအုံနာကအဲ့လိုဖြစ်တော့ကျန်တဲ့ဥစ္စာပါပဲဆိုဝါယောတတေသောတဝါယောတအာဝတပရိဒတ်လည်းပြက်ပြီးဒီလက်ကင်ဝါလေးကိုရေဆုပ်ပြီးလျှော်ပြီးဘာလို့လဲတော့ညစ်ပြီညစ်တယ်ဆိုတော့တွန်းနဲ့တက်ကာနဲ့တက်ဝါယောမှန်ပါအခုတရားနိုင်တဲ့နာကောင်းကနေလေကတွန်းလက်ကလည်းပုံမလာဘူးလားဟုတ်လားခန္ဓာကိုယ်ထဲမှာနှိပ်ကြည့်ရင်ပြန်ကံမလာဘူးလားကံတာဗနေရာနှိပ်နေမကံဘူးလားကံပါတယ်ဘောလုံးကိုသွားနေတော့မကံဘူးလားဘာလို့ကံတာလဲလေပြန့်နှံ့မနေဘူးလားပြန့်နှံ့မာမှုပြန့်နှံ့နေတယ်အာဘောရည်ရောမပြန့်နှံ့ဘူးလားပြန့်နှံ့နေအဲ့လိုဆိုရင်ပူတလဲအေးတလဲမျှတာမယ်ဆိုရင်ဒီဘွာရောကလည်းတွန်းတလဲကံတလဲသွားမယ်မှန်ပါအာဘောကလည်းယူတလဲခေါ်တလဲသွားမယ်ပထဝီကလည်းပြောတလဲသွားတယ်သွားမယ်ဟုတ်ပြီလားမှန်ပါဗျာအကယ်၍အုံနာတိသောနဲ့တိတတိသောကမဖလေတော့ဘူးအပြန်နဲ့မဖလေတော့ကျန်တာတွေရောဖလေအောင်လားမဖလေတော့ဘယ်တော့ခုနတော့အာရိယာခန္ဓာကိုယ်စုဝေးကြီးဆိုတော့ဝါယောကတွန်းပြီးဒီဘက်ကဝါယောကကံပြီးဒီဘက်ကလည်းမလာတော့ဆက်တွန်းတယ်ဒီဘက်ကလည်းဆက်ကပဲဒီလိုတွန်းဘက်ကကြာနေတော့ဒီလက်ကိုက်ပေါ်လိန်ညစ်နေလို့ဖြစ်မလားဖြစ်တာကြာဆက်ပြီးတော့ဒီဝါယောကလည်းဆက်ပြီးတော့တွန်းမယ်ဒီဘက်ကလည်းဆက်ကံပဲဆိုရင်ဘာဖြစ်သွားမလဲပြတ်တတ်ထွက်သွားအောင်ဝါယောကဖြတ်နေလားဖြတ်နေပါအေးတတိဟာခန္ဓာကိုယ်ကြီးဟာတိတတေသောအုံနာတေသောမဖလဲတော့ဘူးဆိုရင်အဲ့လိုတိတတေသောအုံနာတေသောကလည်းရက်ဆက်တယ်ဝါယောကလည်းခန္ဓာကိုယ်ကြီးကိုလိန်ဖြတ်တယ်လို့ဖြတ်နေပြီဖြတ်တော့အပိုင်းပိုင်းဓာတ်နဲ့သိနေရတယ်မတူဘူးလားတူပါတယ်အဲ့လိုကြည့်ပြီးသိမှာအဲ့လိုဖြစ်လာတဲ့အခါကျတော့ဓာတ်ကြီးကပွားနေတဲ့သဘောကကြည့်ပြီးမာတဲ့သဘောဆောင်းလာဘူးလားဆောင်းလာပါတယ်တောင်းမသွားဘူးလားတောင်းပါတယ်အေးကတ္တရာလမ်းကိုလမ်းကြီးစစ်တဲ့ပေါင်းလေးကိုကြိတ်ပြီးလို့ပြချက်တာအဲ့တော့သိပြီးတဲ့ကိုခဏလေးသွားစမ်းကြည့်ပါပြီလေတောင်းတော့ကြည့်ပြီသိတဲ့ဘက်ကသွားစမ်းကြည့်သိတဲ့တည်းခဏလေးတောင်းလိုက်ယူပါမလားမှန်လားတောင်းလို့ဖြစ်နေလားဖြစ်တယ်ဝါရောပောက်ခွက်ပြီးတွန်းကန်တော့လုပ်လို့ရတယ်မရတော့အထူးရောညှိပြီးတောင်းမသွားဘူးတောင်းပါအဲ့တော့တကယ်လို့ဆိုလို့ရှိရင်အဲ့ဒီခါဒီအဝိကိုရေလျှော်တော့ညှစ်ချရတော့တွန်းကန်တော့ရေကြမလားကြတာအေးဒီကံလေးဇောကျူတွေထားရဲပြတာအထဲမှာရှိတဲ့အာဘောကလည်းအသားတွေအမြင်တွေကိုတန်ကြောင်းတုံနဲ့အကျော်တွေဖြတ်ထွက်တယ်ဖြတ်မှန်ပါဒီခန္ဓာကိုယ်အသားတွေကိုတန်ကြောင်းတုံနဲ့ထိုးပြမနေဘူးလားထိုးပြနေပါအခုဒီထွက်တဲ့ခြေကဘာမှမဖြစ်ဘူးနော်မှန်ပါနော်အရိယပဋ္ဌာ၄ပါးများနေတဲ့ခန္ဓာကြီးရှိတယ်ဦးစင်းအမေမိရတွေးဆုံးတော့လေတိုက်တာမခံနိုင်ဘူးအသားတွေကျင်းလို့တဲ့ဟာဦးစင်းကတော့ဘယ်နဲ့လေတိုက်တာဘာလို့နားမလားနော်ဟာလေတိုက်တဲ့တန်တော့ခံနိုင်ရလားမခံနိုင်တော့အဲ့လိုဆိုရင်ဒီအာဘောကလည်းတဲ့ယူစည်းထွက်လာတော့လွယ်လွယ်နဲ့ထွက်လာတာမဟုတ်ပါဘူးတဲ့အထဲထဲမှာရှိတဲ့အသားတွေကိုတန်ကြုံတုံးနဲ့အသားမြင့်တွေကိုထိုးဖြတ်ပြီးတော့ထိုးထွက်လာပြီးထွက်ခဲ့ရပါတယ်ဆိုတော့ခန္ဓာကိုယ်ချွေးပေါက်ပေါင်းများစွာကတန်ကြောင်းပေါင်းများစွာကိုးနေတယ်ဘူးလားတူပါတယ်စီရင်မလားချမ်းသာမလားစီရင်ပါတယ်ဒကာဓမ္မတွေချွေးထွက်တဲ့နေရာပေါင်းများစွာဒီတန်ကြောင်းပေါင်းများစွာထိုးခံရပြီဆိုတော့စီရင်မလားချမ်းသာမလားစီရင်ပါတယ်အဲ့ဒီချွေးဒီကစီးကြပြန်ပြီအဲ့ဒီချွေးဒီပေါင်းကြီးစီးကြတာဘေးမြန်တော့ချွေးစီးကြတာပဲသိတာကိုယ့်ဘုရားကတော့အသေးကိုဒုံးနဲ့ချစ်ချလို့ချစ်ချ
ဒီချွေးလုံးလေးတစ်လုံးစီးကြပါလားအသေးကိုဒုံဒုံကြီးနဲ့တပြေးပြေးချစ်ကြလို့ချစ်ကြသွားတယ်ဒါဦးဇင်းကခံစားပြီးပြောတာဒီလိုကိုသိပြီးတော့မှဒီစိတ်ရဲ့ဒါဦးဇင်းကဝယ်ပါဝါတော့ခေါ်တာတရားကြီးနဲ့စိတ်ရဲ့အမြင့်ဆုံးစွမ်းဆောင်ရင်ဘယ်လိုဆောင်မလဲစိတ်ရဲ့အနေဆုံး0တိချရင်ဘယ်လိုနေလဲဆိုရင်ချက်ချင်းအားရဖြစ်လာသိသွားနိုင်တယ်ကိုယ့်ကိုသတ်ပြလို့ရကိုယ့်ကိုသိပြီးတဲ့အခါမှာသိတယ်ဆိုတာပါပဲဒါလေးကပြူခွဲတာဟုတ်ပြီနော်မှန်ပါဗျာအဲ့လိုဒါလေးကပြူခွဲတဲ့အခါအဲ့ဒီလောက်ကြီးဖြစ်လာကိုယ့်ကိုရှော့ကြည့်တယ်ရှော့ကြည့်ဒါလေးကပြူခွဲဒါဘာဥဆောင်လာတယ်အဲ့ဒါလေးဦးသိကြည့်ပြီးတော့သိတာလေးသိပါလားသိတယ်သွားပြီအဲ့တော့ခန္ဓာကိုယ်မှာစိတ်ရဲ့မိယာခမည်းထိုင်နေတဲ့နေရာကမိဂကြီးကိုစောက်ပြရပါမရပါဘူးအဲ့လိုစိတ်ဆိုပြီးတော့အတိတ်ကလေးမိယာကိုအကြည့်ပြီးကြွကြွဆိုအောင်နေပြီဟာလားခန္ဓာကိုယ်ရဲ့အယိုးတွေကလည်းကြေမမတတ်ပလာယာနဲ့ရေခွဲနေသလိုဝေဘော်တင်ပြီးတော့နဲ့ထုခွဲနေသလိုရက်ဆက်နေပြီခန္ဓာကိုယ်အသားတွေပြန်ကြီးတော့လေအကြားအသားတွေကိုအကျော်တွေပြအောင်လိန်ရင်းသလိုခံရပြီဆင်းရပြန်ပြီဟုတ်ပြီနော်မှန်ပါဗျာဒီချွေးပေါက်တွေကလည်းတန်ကြောင်းနဲ့တို့သလိုထက်ခံရတော့ဆင်းရပြန်ပြီချွေးစီတွေကြတယ်အသေးကိုဒုံနဲ့ချစ်ချလို့ခံရတော့ဆင်းရပြန်ပြီမဆင်းရဘူးလားဆင်းရပါဘူးတို့လာဓမ္မတွေကကတော့ဆင်းရတဲ့ဆင်းပြန်ကြကြတယ်ထမင်းမစားတော့မဆင်းရဘူးလားဆင်းရပါရေတော့ခဏမမြည်ဘူးလားမြည်ပါမြည်တယ်ဟုတ်ပြီနော်မှန်ပါဗျာမကောင်းမှုစားလိုက်အောင်မရဘူးလားရထမင်းစားစရာမရှိလို့ရှိရင်ချီးမစားလို့မရဘူးရအတိုးပေးစားရအောင်မရဘူးရအဲ့ဒီထမင်းစားရတဲ့အခါမှာမြပြီးစားလို့ရတယ်လူကန်စားလို့လည်းရတယ်အတိုးပေးစားလို့လည်းရတယ်တောင်းမှပြီးစားလို့မရရဒါပြင်သေတဲ့အခါကျတော့အတိုးပေးနဲ့ချမ်းသာလို့ရပါမရတောင်းမှလို့ရမရစားထိုးလို့ရမရလက်ထိုးလို့ရမရခွင့်တင်လို့ရမရဒီခန္ဓာရတော့မလွတ်ပါဘူးဗျာအဲ့တော့ဒုက္ခဓမ္မတွေတတိပါနေရင်ဆရာသေဘေးနဲ့ရင်ဆိုင်ရဟုတ်ပြီလားမှန်ပါဗျာသေဘေးနဲ့ရင်ဆိုင်ရမသေခင်ကလည်းဒုက္ခရောက်မသေခင်လည်းပါရလဲဒုက္ခရောက်ပါတော့မသေခင်လည်းဒုက္ခရောက်အဲ့မသေခင်ဒုက္ခကရေနောက်နေပြီနဲ့စစ်တောက်ရသည်ဟာလားရေသက်ပဏိယခါအောင်လို့ဆိုတော့မှန်ပါရေကိုဝဲတော့လို့ရသည်မချမ်းသာပါဘူးလားမှန်ပါချမ်းသာချမ်းရင်စောင်းလေးချုံလို့ရသည်ချင်းကိုက်ရင်ခြံအောင်တောင်းလို့ရသည်ကျန်တဲ့ဒုက္ခတွေကကာဝယ်ဆောက်ရှုပ်လာလို့မရဘူးလားရတယ်နော်နောက်ဆုံးဒုက္ခပေးဒုက္ခပေးဒုက္ခပေးလာခဲ့တဲ့မြတ်ဒုက္ခဓမ္မရဲ့ဒုက္ခလို့မသိပဲနဲ့ဒုက္ခကိုဒုက္ခပြောင်းအိဋ္ဌပြောင်းအတ္တပြောင်းဖန်တီးလာခဲ့ဘူးလားဖန်တီးနဲ့အိဋ္ဌဒုက္ခအနတ္တနဲ့တူဝမလာဘူးလားတူဝလာတော့လိုက်ရှာလို့ရသည်လားထိလို့မရတဲ့နောက်ဆုံးပါတယ်လေစီးုံတက်ပြီးပါတယ်ကိုအပ်ပြီးဟုတ်ပြီလားမှန်ပါစီးုံတက်တဲ့ဆိုတော့ကိုယ်ကလည်းကိုဒုက္ခကိုမကာဝယ်နိုင်တော့လို့ဆရာဝန်ထံကာဝယ်ဖို့အတွက်အနံဖို့သွားပါပြီငါကြည်လည်နိုင်သေးရဲ့လားဝေဆောင်ရံသွားနိုင်သေးလားသွားနိုင်ပါဘူးဆက်စေရောသွားနိုင်သေးလားသွားနိုင်ပါဘူးဘုရားကတော့ဘယ်လိုပြောကောအိမ်သာနဲ့ချင်းချာချာနဲ့လောက်ပြသူတို့ကလည်းပြောလို့မတတ်ပါဘူးမှန်ပါဗျာညီအဝတ်တဲ့ဝတ်စားတဲ့ဘာတွေလို့ပဲမျိုးမှယောက်ျားမှမသိတော့ဘာတွေဖြစ်ကုန်လဲမသိပြောကြတာဟုတ်ပြီလားမှန်ပါဗျာငါမှရှိရဆိုပြီးကျင့်တတ်ကြတယ်ငါမှတတ်နေတယ်ဆိုပြီးကျင့်တတ်ကြတယ်ငါမှပြည့်စုံတယ်ဆိုပြီးကျင့်တတ်ကြတယ်မကျင့်တတ်ကြဘူးလားကျင့်တတ်နေကြပါနေတိုင်းကျင့်တတ်ပါတယ်လို့နေတိုင်းကျင့်နိုင်ပါမလားကျင့်နိုင်ပါဘူးဗျာဘယ်နည်းလဲဘာတွေလက်လျှော့တဲ့နေနေပါဟုတ်ပြီလားအဲ့ဒါကြီးကျမတို့ကဝေသိကောင်းဂရေကောင်းများစွာရှိပါတယ်ပါရဂူရဲ့မျက်နှာလေးကြီးဟုတ်ပြီလားမှန်ပါပါရဂူကပြုံးပြုံးနဲ့သွားနိုင်လားမသွားနိုင်ပါဘူးဗျာအားငယ်တဲ့မျက်လုံးလေးနဲ့ဟုတ်ပြီလားမှန်ပါသွားရမယ်ဒီနေ့မသွားအောင်လားသွားပါသွားတယ်ကပါရဂူဝေပေးပြီးမြောက်ခိုင်းကျမတို့ကဘယ်လောက်ရှိကျွန်တော်တို့ကဘယ်လောက်ရှိဥပါကိုမသိဆရာဝန်မြောက်ပြီလားပြီးပါတယ်ဆရာဝန်နဲ့သိမင်းနဲ့စစ်မလိုက်ကြဘူးစစ်တိုက်ကြစစ်တိုင်နောက်ဆုံးပါရဂူကဘယ်လိုမှလည်းကျွန်တော်တို့မရတော့ပါဘူးဗျာမလာဘူးလားရပါတယ်ဒီမှာတရားနာတဲ့တရားကျင့်မဲ့ယောဂီတွေတနေ့ကြလို့ရှိရင်ဘာရဂုထံအနံရပါတော့မယ်ဟုတ်ပြီလားမှန်ပါဗျာဝေဆောင်ရန်သွားနိုင်သေးလားသွားနိုင်ပါဘူးကိုရီးယားကကြည့်နိုင်သေးလားကြည့်နိုင်တော့ဘာရဂုကကိုရင်နဲ့နောက်ဆုံးကျွန်တော်တော့ကျမတော့မတတ်နိုင်တော့ပါဘူးဗျာလို့ပြောတဲ့အတန်နောက်ဆုံးမကြောက်ဘူးလားကြားပါပါတယောက်ထဲလားသူတိုင်းကြားမှာတိုင်းကြားပါပါဘယ်ဆရာတော့ကျွန်တော်မတတ်နိုင်တော့ဘူးဟုတ်ပြီလားမတတ်နိုင်တော့ဘူးပြောကြဘူးလားပြောကြပါပြောကြတယ်ကတတ်နိုင်တာဘာရှိသေးလဲဘာမှမရှိတော့ဘူးအဲ့ရစိန်တုံကြီးကလည်းအဲ့ဒီဘာတကူအစားထိုးပြီးတော့ခုခိုင်းလို့ရပါမရဘူးစိန်တုံကြီးနဲ့မသိအောင်ဖိထားလို့ရပါမရပါဘူးဗျာကြောက်စိန်တုံးတွေဗရမ ्या တွေနီလာတွေပါကြလူကားတွေလင်ကူစာကားတွေဆယ်တက်တိုက်ကြီး
ဆိုပါကြီးအဲ့ဒါကြီးနဲ့လိုက်ပြီးတော့သင်မင်းမသားအောင်ချမ်းသာလိုက်လို့ရပါမရပါဘူးလာထိုးလို့ရမရပါဘူးအဲ့တော့ခင်ဗျားတို့လောကမှာချမ်းသာတယ်ဆိုတာဘာတွေလဲဘလောက်တန်မှုရှိတယ်ဘာမှတန်ဘူးသမင်းစာတော့တစ်ပိုက်ပါပဲမှန်ပါတယ်တသောင်းဝယ်ဆိုင်ပြီးပါဦးလားမှန်ပြီပြီးတာဘလောက်ကျဝေဘုံကြီးကတော့ဒီတမောင်လောက်ရှိရဆိုတော့ဗျာမှန်ပါခင်ဗျားသုံးမှာတော့တစ်ပိုက်ပဲမှန်ပါခင်ဗျားအဲ့တော့တကြောပဲကြောပါတိုက်10လုံးရှိလို့ကောင်းလာတယ်ဆိုရင်အခန်းကြီး10ခန်းကြီးလို့တကြတဲ့10နေရာပြောင်းရတာရှိတာမရှိပါဘူးတထေးကြီးဆိုတော့ချမ်းသာလို့ပထိုး10တက်ဝယ်သလားမဝယ်ပါဘူးငကတစ်ဖက်တစ်ပိဿဝယ်သလားမဝယ်ပါဘူးစိတ်တစ်ဖက်ကို9ချက်သား10သားတွေဝယ်သလားမဝယ်ပါဘူးခေါ်တယ်သွားစားတော့လေရှာဖြတ်တော့တဲ့အောက်မှာဘာလို့လဲဘာမှမပြုတော့ပါရှာတော့ခဏကွာတာပေါ့မှန်ပါလားရှာရောတော့ရှိသေးလားရှာပြက်ကလည်းကွာဘူးလားကွာပါတယ်ခြေတလေးသာတော့ကွာကွာပါတယ်ရောဘာပဏစီကြတယ်တကယ်တကယ်ညာကောင်းတာပဏစီဒါတော့ကွာမှန်ပါခရောက်လာရင်တော့မှန်ပါဗျာသွားလာရင်တော့ရောက်လာရင်တော့တူရဲ့ဒီကဒုက္ခခံပြီးတော့လိုင်းကားလို့စီရတယ်ကိုယ်ကားလေးသွားတာဒါလေးတော့ကွာမှန်ပါဗျာအဝေးကလုံလုံလာတော့တူမယ်မှန်ပါတာဝူကြီးတူးညံ့တာကျန်တာတော့ကွာတယ်ဟုတ်ပြီလားမှန်ပါဒါတော့ကလေးပဲကွာတယ်လို့လောကမှန်ပါဘလောက်ရှိဘလောက်တက်တာဘလောက်အာနာကြီးဘလောက်ဘုံကြီးဒီလောက်လေးပဲကွာတယ်မှန်ပါဗျာသေတဲ့ခါကျတော့တထေးကြီးမို့လို့နည်းနည်းလေးစီးရတယ်ပါမှန်ပါဗျာအာနာရှင်ကြီးမို့လို့ကျေးဇူးရှိတယ်ဆိုပြီးတော့နည်းနည်းလေးနှိမ့်ဆက်တာရှိတယ်မရှိပါဘူးဆင်းရဲသမားအလကားပုံစုများများဆင်းအောင်လုပ်တာပါလားမှန်ပါဗျာခွေးတွေရောခွေးမို့လို့တက်တာအောင်လုပ်တာပါလားမှန်ပါခွေးမို့လို့ပို့ပြီးတော့တေခြင်းဆင်းရဲပို့ဆင်းရတာပါလားမှန်ပါဘူးအဲ့တော့လိမ့်ဆန်တို့ခွေးတွေရောလူတွေရောအရာရှိရောအာနာရှိရောပညာရှိရောနာမည်ကြီးရောဘုံကြီးရောအကုန်လုံးသိတဲ့ကအတူတူခံစားရပါသည်။ပွာသေးလား။မပွာပါဘူး။မသိခင်ကပွာနဲ့ငါးဘယ်လောက်ရှိတယ်။သူကဘယ်လောက်ရှိ။ငါးဘယ်လောက်ရှိတယ်။သူကဘယ်လောက်နေတယ်လို့သိတော့အလိမ့်မရှိသေးလား။မရှိပါဘူး။မရှိတော့ဘူး။ဟုတ်ပြီလား။မှန်ပါဗျာ။အဲ့ဒီခြားကာလာလေးအမိပရိသတ်တွေဝင်ရလာတော့ကိုယ်ပိုင်ပါပါလာတယ်။ဘာမှမပါဘူး။ဘာတွေအပူဆောင်လာပါနောက်ကိုယ်လေးကြီးနေပါ။ပါဘူး။မပါဘူး။ကိုယ်ခန္ဓာကိုယ်လောကကြီးကိုယ်သဘောနဲ့ကိုယ်ဆင်းလာနိုင်ရလား။ဖြစ်တယ်ခုနဝန်ဆွဲကောင်းမှုထွက်လာအများကောင်းမှုနဲ့သိမလားဟုတ်လားသိလားခန္ဓာပဲတော့သုတ်တံကောင်းမှုတော့ကိုယ်ကောင်းမှုနဲ့ကိုယ်သွားနိုင်လားသွားနိုင်ပါအများကောင်းမှုနဲ့သွားဘာပါလဲဘာမရှိတော့သုံးညအမိပရိသတ်နေကိုเนี่ยထွက်လာတော့ဘာရှိတယ်ဘာမှမသုံးညအစမှာသုံးညအဆုံးမှာသုံးညအလယ်မှာဒုက္ခဘာရှိဘလောက်တက်တဲ့ပုဂ္ဂိုလ်ဘလောက်ရှိတဲ့ပုဂ္ဂိုလ်နောက်ဆုံးအပြေမှာပါလေသုံးညဟုတ်ပြီလားမှန်ပါဗျာရန်ကုန်တို့ဘလောက်ပဲဘုံပေါ်လာတဲ့ဘလောက်ချာချာရေဝေးတစ်ပေါက်ပဲရှိတယ်မှန်ပါဗျာနော်လာခဲ့အကောင်ကြီးလည်းရေဝေးပဲရေဝေးဒီတစ်ပေါက်တည်းပဲစီးရဲတဲ့ကောင်လည်းဒီတစ်ပေါက်တည်းမရှို့နေဘူးလားရှို့နေပါကိုယ်ပဲကြတော့တထေးကြီးကအပြာတစ်မျိုးစီးရဲတဲ့သူကအပြာတစ်မျိုးရှိသေးလားမရှိပါဘူးအကုန်လုံးပြာကအတူတူပါပဲသေအောင်တတ်တာဒီမှာလဲတမရာကြီးမလို့လျှော့တတ်တယ်ပါသလားပါပါဗျာပညာရှိကြီးမလို့လျှော့ပြီးနေစတာပါသလားပါပါဗျာအာနာရှင်ကြီးမလို့လျှော့နေစတာပါလားမှန်ပါဗျာဂုံရှိတဲ့ပုဂ္ဂိုလ်နာမည်ကြီးဆိုပြီးတော့စာရေးစရာကြီးရုပ်ရှင်သရုပ်ဆောင်နာမည်ကြီးအများကကြီးညိုပါတယ်တော်ပါတယ်ဆိုပြီးချစ်ကြခင်ရတဲ့ပုဂ္ဂိုလ်မလို့လျှော့ပြီးတော့တတ်တာပါလားမှန်ပါလျှော့ပြီးစီးရတာပါလားမှန်ပါဗျာမပါဘူးလို့ပဲတလိ္ဆာဘောတူလို့ပဲမှန်ပါဗျာဟုတ်ပြီလားမှန်ပါတလိ္ဆာသေးသေးလေးလည်းမချိမစားပဲဦးစင်းကတော့သိဌာနချုပ်မှာတရားကျင့်နေနေတတိယကမှာရုပ်ရှင်မင်းသားကြော်ရေးဆုံးလာကမယ်အိမ်ကနေပြီးတံပေါက်တွေလို့တော့ကြောင်းအောင်ချက်ဖို့မလို့မှန်ပါဦးစင်းတော့ကွာနဲ့သုံးသားကြီးစောက်ဆယ်နာရီသုံးသားတော့သုံးသားကြီးပြအောင်ဘာလို့လမ်းတွေပိတ်ပိတ်နေတယ်ပြီးတော့ကားမရောက်တော့ဦးစင်းတော့စောက်နေအဲ့ဒီချိန်မှာရောင်ဝင်းမောနဲ့ပုတ်တင်ယူတယ်ကောင်ပြုတ်ကြအောက်မှာသိရွက်6နေတယ်ဆိုပုတ်တင်ယူကဖြီးပလေးကြဒါပေမဲ့အဲ့ပုတ်တင်ယူကဖြားနာပြီးတော့ကြာလာတယ်ပုတ်တင်ယူဇာငယ်နဲ့ပြည်တာတော့ကြပြီးဟာစီတော့ကြဇာငယ်နိုင်ဝဲလောက်ကြတယ်မသိနိုင်အဲ့ရနေတော့ပြောင်းရုပ်ကားလာလဲလာအောင်ဦးစင်းစိုးနေပါလေစားဖို့လေဘုံလုံးတန်ကားလေးအချိုးဝဲစားပြီးတော့သီလာပေးရည်တဲ့ချတရားနာပြီးတော့ပြန်လာတဲ့ချင်းအဲ့ပုံတင်ရောမသိသေးဘူးဒီကကြတော့ဖြည်းဖြည်းစတယ်နဲ့ပတ်တယ်လေးလာတော့လေစောင်းသွားတယ်အဲ့လိုနဲ့နောက်တဲ့နိုင်ဝဲလောက်ကြာမှစုပုံတနာရီမှတင်းလောက်ကြာပါတယ်အဲ့ပုံတင်ယူတဲ့ကောင်အသက်တခါသုံးဖို့လေဟုတ်ပြီလားအသက်တစ်ချောင်းထုတ်ဖို့ဆိုတာရတကားပဲအသက်ချောင်းထုတ်ဖို့လည်းပါလွယ်ပါဘူးဒါကြောင့်နေရေးတဲ့သေရေးခက်ပါသည်ဟုတ်ပြီလားမှန်ပါဗျာအနေချောင်ဖို့တဲ့အသေးချောင်ဖို့လိုပါသည်ဟုတ်ပြီလားမှန်ပါဗျာအနေချမ်းသာဖို့တဲ့အသေးချမ်းသာဖို့လိုပါသည်ဟုတ်ပြီလားမှန်ပါဗျာအေးအဲ့ဒါလေးမှတ်ထားပါဟုတ်ပြီနော်အဲ့တော့သေအောင်တတ်တဲ့အသက်ပွဲမှာတရားဓမ္မတွေပါရမီလက်လျှော့တဲ့ဘုဘက်နဲ့အသက်မတတ်ပြီးဈာကာလမှာမဆင်းရဲနေဘူးလားဆ
င်းနေပါဘယ်သားသမီးအမြတ်ကမ်းပါဘယ်စိန်တို့ရွှေတို့ဘယ်ဟော်တယ်ကြီးဘယ်ကားကြီးကဘယ်လိုလာခဲ့မလဲမကဲပါဘူးကိုကြည်ယူတဲ့ပုဂ္ဂိုလ်ကဘယ်လိုမြတ်ခံမလဲကမ်းပါဘူးအတိုးပေးလို့ရမရပါတောင်းမှလို့ရမရပါတွေ့နေလို့ရမရပါဘယ်လိုမှမရအဲ့ဒီလိုကြတော့လောကချမ်းသာတဲ့ယရနာဘုံကြီးတန်ဖိုးရှိသေးလားဗျာမရှိတော့ပါမရှိတော့ဟုတ်လားမှန်ပါတန်ဖိုးရှိတဲ့အရာဒီအသုံးချတဲ့အကျိုးချတဲ့တန်ဖိုးရနေတာအခုတော့စိတ်ရှင်ဝင်ရောက်တာမရဏသူ့ရဲ့အဆောင်ရုံတန်ဖိုးမြောက်များသောပိုင်ဆိုင်မှုတွေကိုယ့်ရဲ့သေခြင်းမှာသူကဲနေတယ်လားမကဲနေမြတ်ခန္ဓာလားအသုံးချလို့ရမရပါဘူးအရင်တော့အသုံးချဖို့ရှားရတာလေဗျာမှန်ပါအခုတော့အသုံးချတဲ့ပစ္စည်းတွေအသုံးချလို့ရသေးလားသုံးချတာဘာဖြစ်လဲဆိုတော့အသုံးချမဲ့ပုဂ္ဂိုလ်မှာအသုံးမကျတော့တာအသုံးချမဲ့ပုဂ္ဂိုလ်အသုံးမကျတဲ့ဘဝရောက်တော့အသုံးချတဲ့ပစ္စည်းတွေရောအသုံးချသေးရဲ့လားအဲ့တော့အလကားဖြစ်ကုန်ပြီဘာဖြစ်ကုန်လဲအလကားဖြစ်အဲ့ကြတော့ပြောရင်ပေါ့ဗျာသေကံကြီးမလာဘူးလို့ပြောမသေးသေးဒီတော့အလကားကောင်းမှလို့ညင်းမကြဘူးလားအလကားဖြစ်တော့အရင်တော့ငါဘလို့ပေါင်းတယ်ဒီငါဘလို့ပေါင်းလဲငါဘလို့ပြန်တဲ့ဘလို့အာနာရှိတယ်မပြောဘူးလားပြောပါတယ်သေကံကြီးမလာဘာပြောနိုင်သေးလဲဘာမှပြောနိုင်အာနာရှိသေးလားမရှိတော့ဘာဝါရှိသေးလားမရှိတော့ဘုံရှိသေးလားမရှိတော့အလကားကောင်းပြီကုန်ပြီဟုတ်ပြီလားငါအိမ်ငါပိုင်တယ်ဆိုငါအိမ်ကြီးကိုငါသွားနိုင်သေးလားငါခြံကြီးကောင်းတယ်ဆိုလို့ငါခြံကြီးနဲ့လမ်းလျှောက်နိုင်သေးလားမလျှောက်နိုင်ဘူးငါဂရင်ကြီးကောင်းတယ်ဆိုလို့ဇင်ကနိုင်သေးရဲ့လားဇင်ကနိုင်လူနိုင်လိမ့်နိုင်သေးရဲ့လားနိုင်နိုင်တော့ပြုံးနိုင်ရွှေနိုင်သေးရဲ့လားရွှေနိုင်တော့သားရင်သမီးနဲ့ပြောနိုင်သေးလားပြောနိုင်တော့စမ်းစိတ်ပေါ့ဟုတ်ပြီလားမှန်ပါအဲ့တော့မှလောကမှာခဏလို့ထင်တဲ့စိတ်ဘုံယရနာဘုံဗီဒီယိုလိုက်အခါလိုက်ကိုယ်တော်လောက်ခါကြီးကအလကားကြီးဖြစ်သွားတယ်ဟုတ်ပြီလားမှန်ပါချားတာဘုံတွေထောက်ပံ့ပေးရလားမပေးပါဘူးအဲ့လိုဒုက္ခမှာအဲ့ဒီမှာမြတ်ခံမဲ့လူမရှိဘဲနဲ့အတလုံးကြီးမစင်းရဲနေဘူးလားစင်းရဲနေပါအဲ့ဒီအချိန်မှာချမ်းသာဖို့ပါရှိပြီလေမေးပြီအခုနေကမှယောဂီတို့မှာစားဖို့ထမင်းဆန်ရှိတဲ့ဗျာထမင်းစားတဲ့စင်းရဲတယ်ဆန်ရှိတော့မချမ်းသာဘူးလားဒီနိုင်တယ်ဒီပြောတိုက်တဲ့ကားနဲ့ဗျာခြံတဲ့ဝန်နဲ့အလုံးနဲ့အကိုင်းနဲ့စီးပွားရေးပြည်လေပါတယ်ဗျာနော်ကပ္ပဝိညာဉ်ကြီးမဟုတ်တာတော့မှတပြီးတော့မပူပါဘူးဗျာမလျှောက်နိုင်ဘူးလားလျှောက်နိုင်ပါဘယ်နည်းလျှောက်နိုင်လဲဒီတိုင်းလျှောက်နိုင်ပါလျှောက်နိုင်ပါရေချိုးတဲ့ကချိုးပေးဖို့အိတ်တဲ့ကသိပေးဖို့စားတဲ့ကကျွေးဖို့သွားတဲ့ကကားတွေမရှိဘူးလားရှိပါတယ်အဲ့ဒီအချိန်မှာတော့စောက်ပြရပါတယ်အဲ့ဒီအချိန်မှာဆင်းရဲတဲ့အတွက်ဆင်းရဲဖို့အတွက်ကားရှိပါတယ်ချမ်းသာပါတယ်ဟုတ်ပြီနော်အဲ့လိုအပြင်စားနိုင်သွားနိုင်နေနိုင်ပါတယ်ပြည့်စုံပါတယ်သို့တော်လည်းခင်ဗျားတို့သေတဲ့ဆင်တတ်တဲ့ဆင်းရဲတဲ့အခါမှာတော့ချမ်းသာဖို့အတွက်အားကိုးရအထောက်အထားပါရှိပြီလေယောဂီတို့ရှိရတယ်တရားဝဲယောဂီမိမိတို့တနေ့မသေးကြဘူးလားအဲ့ဒီအောင်တတ်တဲ့အခါမှာကိုယ်မှတန်ဖိုးရှိသေးလားမရဘူးမရှိအောင်ရက်ဆက်ပြီးလှုပ်ရှားမရှိအောင်ရက်ဆက်နေတဲ့အချိန်မှာမစည်းရဘူးလားအဲ့ဒီအတွက်ချမ်းသာဖို့ဘာအားကိုးတွေရှိအခုတွေကတော့စိတ်ကြီးဘေးတွေလက်စွပ်တွေရှိတယ်ဗျာစားမယ်ဗျာလက်စွပ်ရောင်းစားမရဘူးလားရပါဘူးကားလေးရှိကားရောင်းစားမရဘူးလားရပါဘူးမျိုးလုံးလို့မရဘူးလားရတယ်သေတဲ့ကဘာလို့စားချမ်းသာလို့လို့ဘယ်ပစ္စည်းနဲ့ထည့်ဘယ်ထောက်တာရှိရှိပါဘူးအေးအဲ့ဒီချိန်မှာတို့ဓမ္မတွေခန္ဓာရတော့တနေ့သိချင်းစင်းရဲနဲ့မရင်မဆိုင်ရဘူးလားရင်ဆိုင်ရပါအဲ့ဒီအချိန်မှာချမ်းသာဖို့မလိုဘူးလားလိုပါတယ်ဘဝရရင်အဆုံးသတ်တဲ့တနေ့ဒီပင်မစင်းရဲပြီးတော့အစင်းရဲဆုံးအသက်ခံပြီးတော့တရားပါတော့မယ်ဗျာတရားလာရှာတာဘာလို့တာလဲတရားလာရှာတော့ဗျာတပြီးတော့မသေးခင်တော့သာဖို့ကိုနေဖို့ပြည့်စုံပါတယ်ဗျာမပူရပါဘူးဟုတ်ပြီနော်အခုနဲ့မစားပါဘူးအခုနဲ့မသွားပါဘူးအခုနဲ့မရပါဘူးအခုနဲ့မရပါဘူးဟုတ်ပြီနော်မှန်ပါဗျာကမ္ဘာဝိညာဉ်နာသတိကြီးလို့မစွာဘဲနဲ့ဘုရားတို့တော့အခုနဲ့စားပါတရားတော့မရှိပါဘူးဗျာသို့တော်လည်းဘုရားတပည့်တော့သေတဲ့အခါတပည့်တော်ရှာထားတဲ့ပစ္စည်းတွေသားတဲ့သမီးတွေရွှေတွေမျိုးတွေပါဝါတွေအာနာတွေကဘာမှအသုံးချလို့မရကယ်လို့မရပါဘူးဗျာအဲ့ဒီအချိန်မှာပါတယ်လက်လျှော့တဲ့ဘုရားကြီးမှာဆင်းရဲပါတယ်အဲ့ဒီကြောင့်အဲ့ဒီဆင်းရဲခြင်းမှာလွတ်မြောက်ခြင်းပါတယ်ဒီကောင်းလိုခြင်းပါတယ်လို့လာရှာရမယ်ဘုရားတော်ပါရန်ဘုရားကြောင်းမှာလည်းမှာဒါဘုရားကြီးစပ်ဒီနေ့တည်းအခုတော့ယောဂီတွေတရားလာရှာတာဘာအတွက်လာရှာရမလဲသေတဲ့အခါမှာသေမင်းတတ်တဲ့အခါမှာဆင်းရဲတယ်အဲ့ဒီအတွက်ချမ်းသာဖို့အတွက်ဒီကောင်းဆရာကောင်းလာရှာတာမဟုတ်လားမှန်ပါတယ်အဲ့ဒီအတွက်ဒီဘုရားဓမ္မတွေဘာအတွက်ရှာကြရှိလဲရှိပါဘူးရှိပြောပါဟုတ်ပြီနော်ခန္ဓာရတော့ဒီတိုင်းမသိဘူးလားသိပါပါရှာလို့နေလို့ရမရပါဘူး
ရှောင်လို့တင်းလို့မရနေရွှေညာရှိလို့မရဈေးစစ်လို့မရအစားထိုးလို့မရတဲ့ဒီဒုက္ခအပြင်းထန်ဆုံးနဲ့အနှိမ့်ဆက်ဆုံးရရှိတဲ့ဒုက္ခအဲ့လိုကြီးမားတဲ့ဒုက္ခကြီးရှိနေပါလေတဲ့အဲ့ဒီဒုက္ခကြီးအတွက်တရားချမ်းသာဖို့လည်းမရှာဘဲနဲ့ဒီပြစ်ပါသွားရှာလာတဲ့လူမင်းဦးစင်းမင်းဘယ်လိုဖြေလဲစားဖို့ကြတော့မရှိဘူးဘာစားရှိတယ်လေမှန်ပါဝိဖို့ဝစားရှိတယ်လေဝိဇ္ဇာမရှိစေရတယ်သူအေးမရှိရင်တွေးတဲ့ရှင်မချမ်းသာဘူးလားချမ်းသာဖဏရှိတဲ့ခြေကူမှမချမ်းသာဘူးလားထီးရှိတဲ့တော်ထဲမှာထီးဆောင်မချမ်းသာဘူးလားဒါပေမဲ့ပေါင်းပြီးသေအောင်သတ်တဲ့အခါချမ်းသာဖို့ပါရှိတယ်ဘာတော့ပြကြရရှိတယ်အဲ့လိုလောကပြကြမရှိအာဟုမရှိတဲ့အဲ့ဒီလောက်နှိမ့်ဆက်တဲ့အချိန်မှာတပည့်တော်ချမ်းသာဖို့အတွက်နီးမရှိသေးပါဘူးဟုတ်ပြီနော်မှန်ပါဗျာအဲ့ဒီခန္ဓာကြီးတတ်အောင်ပါဗျာတတ်ခါတော့မယ်အဲ့ဒါကြောင့်တပည့်တော်သေမင်းတတ်တဲ့အချိန်မှာချမ်းသာဖို့နီးကောင်းလာရှာပါတယ်ဗျာအဲ့ဒီအတွက်အာဟုရအထောက်ထားလုပ်ခြင်းပါတယ်ဗျာဒါပဲမဟုတ်လားမှန်ပါဗျာယောဂီတို့တရားလာရှာတဲ့အတိပ္ပယ်သိပြီလားဘာအတွက်လဲအသေးတဖို့သေခြင်းစည်းရင်မှလွန်မြောက်ဖို့ဟုတ်ပြီလားယောဂီတို့ကဒီရွယ်ချက်နဲ့ဓမ္မယုံကိုလာပြီးတော့တရားလာရှာမယ်ဆရာရှိလာတာဗျာအဲ့တော့ဆရာကိုတရားဓမ္မတွေကဘယ်လိုရှောက်အောင်လဲဒီပြောလို့မသိခင်စောင်းနေပြီလေဘူးရရှိတဲ့ဒုက္ခတွေကိုဖြေပြောင်းနိုင်ဖို့အတွက်ဒီပြောလို့အထောက်အထားတွေပြည့်စုံပါလေဗျာသို့တော်လည်းသေုံတတ်တဲ့တောက်ပွဲမှာအလုံးမပင်မဆင်းရဲတော့အဲ့ဒီဆင်းရဲခြင်းမှာတောက်တဲ့ပြီးချုပ်ချင်ပါတယ်အေးချင်ပါတယ်သို့မဟုတ်ဆင်းရဲမှုချုပ်ပြီးတော့သေချင်ပါတယ်အဲ့ဒီအတွက်ဆရာဒီကောင်းပေးပါလို့အဲ့ဒီလိုလာတောင်းဟုတ်ပြီလားမှန်ပါဗျာယောဂီတို့သဘောပေါက်ပြီလားအဲ့တော့ခင်ဗျားတို့တရားလာခြင်းတာဘယ်ဆင်းရဲကိုလွန်မြောက်ဖို့လဲသေခြင်းဆင်းရဲကိုလွန်မြောက်ဖို့ဟုတ်ပြီလားမှန်ပါဗျာအဲ့တော့ခင်ဗျားတို့ကသေခြင်းဆင်းရဲကိုလွန်မြောက်ဖို့ဆိုတော့ဦးစင်းကသေခြင်းဆင်းရဲကိုလွန်မြောက်အောင်ပြမပြနိုင်ရင်ဦးစင်းဟာဆရာကောင်းဖို့ဟုတ်ပြီနော်မှန်ပါဗျာယောဂီရောအဲ့လိုမတောင်းအောင်တောင်းပါဗျာဟုတ်ပြီနော်အဲ့လိုအရင်တော့တောင်းနေသလားတောင်းနေပါမတောင်းခဲ့တော့ဘာလဲသိညာပြီမှန်ပါဦးစင်းကလည်းခင်ဗျားတို့ဘာမှမသိဘဲနဲ့လာဝဲတဲ့ဈေးတဲ့ရောက်ပါမရောဟုတ်ပြီလားမှန်ပါအခုတော့လာဝဲမဲ့ဈေးတွေကိုစစ်လိုက်တဲ့ခါကျတော့စားဖို့ကိုနေဖို့သွားရလာရင်အကုန်စီပြေးသားပဲတဲ့သို့တော်လည်းတပ်ပွဲမှာကျတော့ဘာမှအားကိုမရှိပါတော့ပြိမသွားဘူးလားတွေ့တာဦးစင်းကလည်းဒီအတွက်ပဲပြီးမှာယောဂီတို့ကလည်းတပ်ပွဲမှာချမ်းသာခြင်းလို့အားကိုလာရှာဒါအရင်ထွက်မလာဘူးလားအဲ့ဒါကိုဘေးချပြီးတရားလိုက်ချတော့အိဗယ်ရှိပါမရှိပါဘူးမရှိဘူးဟုတ်ပြီနော်အဲ့လိုဆိုရင်တတ်တယ်ဆိုတာဘာတတ်တာလဲတတ်တယ်တေးသွားပြီနဲ့ပြောကြအောင်လားပြောကြပါဆေးရုံကဘယ်လိုလာတတ်ဘယ်တော့ဓာတ်နဲ့လာတော့ပုတ်တယ်တို့လာနဲ့လာတော့ရှိပါဘူးဒါတေးတော့မသိဘူးလားဘယ်လိုတတ်တာနောက်ကယောဂီတွေတေးသွားတာဘယ်လိုတတ်တာတတ်တဲ့သဘောရှိလို့သိရမှာမလားတေးသွားပြီရေးသေးမှာဘယ်လိုတေးသွားပြီဆိုတော့အသက်ခံရတယ်မဟုတ်လားမှန်ပါတယ်ဗျာဘာတိုင်ဆရာကစိတ်တို့တတ်လိုက်တာလားတယောက်တော့သူကအစိတ်ကတတ်လိုက်တာလားသူ့ဘာလို့သိပါသူ့ဘာလို့ဆိုပြလာလဲဟုတ်ပါဘူးဒီခန္ဓာဒီယုတ်တရားကြီးကတတ်တာမဟုတ်လားဒါဒီယုတ်တရားကြီးကဘာဖြစ်သွားမလဲတတ်တတ်တဲ့သေမင်းကြီးပဲယောဂီတို့အခုတရားလာခြင်းတာဘာတွေလာခြင်းတာသေမင်းကြီးတရားလာသေမင်းကြီးမဟုတ်လားဒီယုတ်ကြီးကမတတ်တာဘူးလားကင်ဆာယောဂဘာမှဖြစ်တာလဲဒီယုတ်ကြီးမှဖြစ်တာအဲ့ဒီကင်ဆာယောဂအကြောင်းကသိမသွားဘူးလားသိပါအဲ့တော့ဒီယုတ်ကြီးဒီပါလဲတတ်ကြောက်ကယောဂတဲ့ယုံမှလားစိတ်မှလားယုံမှဟုတ်လားသွေးတိုးစီးတိုးတဲ့ဘာမှလဲယုံမှအဲ့တော့သွေးတိုးလို့သိတယ်စီးတယ်လို့သိတယ်ကင်ဆာနဲ့သိတယ်ဆိုတာစိတ်မှဖြစ်တာလားယုံမှဖြစ်တာအဲ့တော့ယုတ်ကြီးကဘာလို့တတ်လဲတတ်တော့ဘာကိုလဲသေမင်းအိမ်မှာသမင်းစားတော့ဘာတွေစားနေကြသေမင်းတွေအလက်မကြသေးတော့ဟုတ်ပြီလားမှန်ပါသမင်းစားနေကြတယ်ငါတွေသူတွေယောက်ျားမင်းမတွေလားဟုတ်ပါဂုံတီရှိလူကြီးတွေလားဟုတ်ပါတထေးကြီးတွေလားဟုတ်ပါဘာတွေလဲသေမင်းတွေဘာလို့နေကြလဲသမင်းစားဘာလို့သမင်းစားရလဲကိုယ့်အတွက်သေလက်မကြသေးလို့အားနေတော့ဒီယုတ်ကြီးကဓမေစာတွေကဒုက္ခပြီးတော့သေမရဲ့စောင့်ရင်းနဲ့ဒုက္ခကြီးပွားမှကြောက်လို့သေမင်းတတ်မရဲ့စောင့်ရင်းနဲ့ဓမေကျွေးနေရပါတယ်ဗျာဟုတ်ပြီလားမှန်ပါဗျာဘုရားဆိုလူတယောက်သေသွားပြီကိုယ့်နဲ့အမျိုးမိတ်ဆွေဆိုတော့
အလှည့်ကြတဲ့ပုဂ္ဂိုလ်သိမသွားဘူးလား သိပါတယ် အလှည့်မကြတဲ့ပုဂ္ဂိုလ်ကပို့ပြီးလေးပြန်ပြီးညာတော့တုတ်တန်ရေဝေးမသာချင်းအလှည့်ကြပို့နေရ ဟုတ်လေရ နောက်တစ်ယောက်ကအလှည့်ကြသွားပြန်ပြီဆိုတော့အလှည့်ကြတဲ့ပုဂ္ဂိုလ်အလှည့်မကြသေးတဲ့ပုဂ္ဂိုလ်ကစောင့်နေပါတော့လေရေဝေးသွားဖို့ပြန်လာပြန်ဟုတ်ပြီလား မှန်ပါဗျာ ကိုယ်အလှည့်မကြသေးတော့တနေ့တည်းအလှည့်မကြမသေးသေးတော့ဘာလုပ်နေရလဲဆာလာကျွေးရပြန်အောင်အိတ်ရှင်နာသိပြရအောင်ကုလာရေးချိုးပြရပြန်အောင်ဟုတ်ပြီလားဆာလာကျွေးပြရအောင်ညောင်းလာသိပြရအောင်မလုပ်ပေးနေအောင်လား လုပ်ပေးနေရ သေမင်းအလှည့်တတ်မဲ့အလှည့်မကြသေးပြီမဲ့သူကလည်းအလကားမနေဘူးရက်ဆက်ပြီးတော့နေတယ်အလှည့်ကိုထိုင်ဆောက်တာကောင်းကောင်းဆောက်ရင်လားဒုက္ခကဆောက်နေရလားဒုက္ခကြီးကိုကြီးမသွားဘဲနဲ့ဒုက္ခလေးနဲ့ဒုက္ခပေးပြီးတော့ကြုံခံပြီးတော့သေမင်းရဲ့ဆောက်နေရပါသည်ဗျာဟုတ်ပြီလား မှန်ပါဗျာ သေတဲ့အခါလဲ၃ညာခန္ဓာကိုယ်လောကတွေဝင်လာတော့လဲ၃ညာအလဲမှာမရှိဘူးအလဲမှာဘလောက်ရှာဘလောက်တတ်အဆုံးမှာပါလဲ၃ညာရှာအောင်လေးဆက်ပြီးတော့မရှာလို့ပြည့်ဘူးမပြည့်ဘူးဘုန်းကြီးလည်းရှားတာပဲဒါပဲနဲ့အတိနဲ့ရှားအတတ်နဲ့ရှားအတိနဲ့ရှားတယ်ဆိုတာကငါတို့ရှားတာဒီဘယ်သဘောဟုတ်ပြီလားအမင်းကျွေးတာဒီဘယ်သဘောလူသွားတာဒီဘယ်သဘောထီဆောင်တာဒီဘယ်သဘောဒုက္ခရဲ့သဘောအနတ္တသဘောအဲ့ဒါအတိနဲ့ရှားအတ္တနဲ့ရှားတာဒီစမ်းသွားရင်တော့ဘယ်လောက်တိုင်းဝယ်လို့ရလူပတ်သက်ရတယ်အဲ့ဒါအတ္တနဲ့ရှားဘာနဲ့ရှားလဲအတိနဲ့ရှားမယ်အတိနဲ့ကျွေးမယ်အတိနဲ့စားမယ်အတိနဲ့နေမယ်ဟုတ်ပြီလားအတိနဲ့နေရဘာအတိလဲအနိစ္စဆိုတဲ့အမှန်ရှိတဲ့အတိရက်ဆက်ဖောက်ပြန်တတ်တဲ့ဒုက္ခဆိုတဲ့အတိငါအလိုမကြိုက်ငါအကြိုက်မပါငါဖန်နေတာမဟုတ်သူ့သဘာဝရက်ဆက်တဲ့ငဘုံမျိုးအထုပ်ကြီးပါလားလို့သိနေရမယ်အဲ့လိုသိပြီးတော့ဟာလားသေမဲ့လက်ကိုစောင့်နေနောက်ဘဝတွေရောက်အောင်မလားရောက်တော့ဘဝတွေ30တုံးသွားဘူးလားဘဝကမလူကျင်တော့တာဟုတ်ပြီနော်အဲ့လိုဆိုမသိရင်ဈာကာလ၃ညနှစ်ဖက်ပိတ်နေတဲ့အလေကောင်လေးမှာပြန်ရတယ်ဆိုင်ရတယ်မာနတွေတက်ကြတယ်ပျော်ကြတယ်ရွှင်ကြတယ်ဟုတ်ပြီလားသာသနာကျိုးပြီးနေကြတယ်ဟုတ်ပြီလားတရားကျင့်မှဆိုရင်မကြောက်ကြဘူးတဲ့ရင်ဘိုးတော်ကြောက်တယ်ဟုတ်ပြီလားအမှန်တကယ်ဆွဲတယ်လို့မကြောက်ဘူးလားကြောက်ပါဦးဇင်းငယ်ငယ်တော့17နှစ်သားဦးဇင်းတို့အမေကြီးပါဖေးကြီးပါသွားတဲ့အခါကျတော့ကြံဆိုင်အဲ့ကြံတော်ထဲမှာဦးဇင်းရဲ့အမေညီမအတော်တော်ညုံညလို့သုံးလာသေးလားဝင်းဝင်စီပြီးနောက်ချက်ပါများတော့အဖေကြီးကမတတ်နိုင်တော့သူ့ရဲ့မိတ်ဆွေဦးကျော်ဆိုတဲ့ဆရာကြောက်တော့ဦးကျော်ကဘာခိုင်းလဲဆိုဦးရှင်ကြီးခိုင်းတော့ဆရာပဲလားဒီလဲကြတော့ကြောင်းနေထုံးပြီးတော့ဦးဇင်းကငယ်ငယ်ဦးပေါ့ဆနာ9နှစ်10နှစ်သားလေးကြည့်တဲ့အခါကျတော့ဝင်ပူးပြီးတော့တမလေးချိတ်ဦးကျော်အဲ့ဘူးလေဟာငါဦးကြီးတွေပွားတယ်ငါတပည့်ခေါ်တော့ငါလာတော့ပွားအဲ့တော့ဦးကြီးဆိုတော့တပည့်ကဆိုဦးကျော်ကလည်းတမလေးချိတ်တဲ့ဘောကပစစ်လေးတော့ပြီးတော့ခုနကတော့ပူးနေတဲ့ပုံဟာအဖေကြီးဆရာကြီးကျွန်တော်ပြလိုက်တာပါအေးဟုတ်တယ်ငါလာတဲ့ဒီပြောတာပေါ့လေဒီဆုံးမကိုတတ်မဲ့အကြောင်းနိုင်အောင်လုပ်ပေးတဲ့အကြောင်းတွေပြောတယ်ပြီးတော့ဆေးကြောင်းဘုံကြောင်းဒီအကြောင်းတွေရှောက်မေးတာတွေပြီးလဲပြီးတော့ကဲမင်းပြန်ပြီးတော့တဲ့ငါဆုံးမလိုက်မယ်တဲ့ဒီကောင်ကအဲ့လိုပြောဆရာဦးကျော်ညင်းနေတော့လဲတဲ့ပြန်ပို့ရတော့ဝေးကြီးတော်တော်လေးလဲဝေးရောဒီခုနဥရှိကြီးဆိုတဲ့ပုဂ္ဂိုလ်ဟဲနဲ့ဟဲမပတ်ပြီးရောဆုံးမကဥရှိကြီးလောက်တာဟာဘုဘဥရှိကြီးနဲ့ဆုံးမတယ်မသိလိုက်သုံးပါတော့ဥရှိဝင်လောက်သွားတယ်ဟုတ်လားဆရာလေးခံရဟုတ်ပြီလားအဲ့ဒါနဲ့မနိုင်တော့အဲ့မှာသူ့ဖေးရပိုဝေးနေရဆရာဘုလားကျော်ဆိုသူမိမကိုသုံးလို့သိသွားလို့မခံနိုင်လို့ဒီပညာကိုခက်ခဲပကံတော်ဆရာတော်ကြီးမသိတာအင်းတက်စေတယ်သူ့လည်းသွားခေါ်လာညလည်းကြောက်ကြောင်းနေပြီးတုန်းခေါ်တာသုံးမဝင်လာဟဲ့ဘယ်လိုလဲဆိုကျမဥရှိပြောသေးလားပြောတော့ပါသိတယ်ဒီသုံးမငါနိုင်တယ်ဆိုတာသူသိတယ်ဗျသိတော့ကျမပါတယ်လေရမလေရတော့ဒီဘာလို့ရက်စစ်တာလဲရှေ့လို့ပါထပ်လေလုံးတော့မုံလို့တော့မဟုတ်လားမှန်ပါဗျာနိုင်တဲ့စီကရက်စစ်မှကျတော့သူကပါလေလေရှေ့လို့ပါရော်ရဲကြတော့ဥရှိကြီးနဲ့ကြတော့သူကပါလေသုံးမဥရှိကြီးလို့ဟုတ်ပြီလားဒီခမောက်လိုက်တယ်လို့ပဲအလိမ်မခံကြဘူးသူလိမ်ကိုလိမ်မလိမ်ကြဘူးအလိမ်လည်းမတွေ့ကြဘူးအလိမ်လည်းမကြုံကြဘူးကိုယ်ကိုလည်းမလိမ်ဘူးသူများလည်းကိုယ်အလိမ်မခံဘူးဟုတ်ပြီလားအမှန်ဆရာနဲ့တွေ့တော့သုံးမလိမ်မရသေးလားမရတော့ကြောက်သွားတကောကပြိတွေ့မကြောက်ဘူးလားကြောက်ပါတယ်အခုလည်းဒီလိုပဲသိကိုကြောက်တာဘာဖြစ်လို့လဲအစစ်နဲ့ဒီတော့ကြောက်မသွားဘူးလားကြောက်ပါတယ်ဥရှိကြီးတို့ပုဂ္ဂိုလ်နဲ့ကြောက်မကြောက်ဘူးလိမ့်တာပဲအဲ့တော့ဒုဒ္ဒဂါရမတွေတရားစခန်းလာကျင်တာဘာတွေ့ကျင်တာလဲဒီခန္ဓာကိုယ်ကြီးရက်စက်တယ်ဆိုတာဒါလေးပါပြင်းထန်တာမပေါက်ပြန်ဘူးလားပေါက်ပြန်ပါ
ဖောက်ပြန်တဲ့သဘောကြောင့်ရက်ဆက်တာရက်ဆက်တော့ဖောက်ပြန်တဲ့ဒီသေမင်းကြီးတတ်တဲ့အချိန်မှာချမ်းသာဖို့မလိုဘူးလားလိုပါတယ်ဦးစင်းကလည်းသေမင်းတတ်တဲ့ကရက်ဆက်တဲ့ဖောက်ပြန်တဲ့ဓာတ်လေးပါအကြောင်းခံပြီးတော့ဒီမီးတောက်အောင်ဝေးတဲ့တဏှာကိုတရားခံပေါ်ပြီးတော့သတ်တယ်ဟုတ်ပြီနော်ဒီဓာတ်လေးပါပြင်းထန်မှုကြောင့်ဆင်းရဲတယ်ဆိုတာဓာတ်လေးပါဖောက်ပြန်လာတဲ့ရုပ်ကိုငါးရုပ်လို့စိတ်နဲ့ဒိဋ္ဌိနဲ့တဏှာနဲ့တွဲလို့ဆင်းရဲတာရုပ်ကဆင်းရဲတာလားစိတ်ကဆင်းရဲတာစိတ်ကဆင်းရဲတာရုပ်ကဆင်းရဲတာရှိတာရှိပါဘူးအဲပုရုဇဉ်ကဘာကိုပြောလဲရုပ်ကြီးကဒီရုပ်ကြီးကြိုက်လို့နာလို့ဆင်းရဲတယ်မပြောဘူးလားပြောပါတယ်အဲ့လိုဆိုမှန်မလားမှားတယ်အမှားမြင်တဲ့ဒိဋ္ဌိအမြင်နဲ့ဟိုက်တရားတွေကကြားနေတယ်တရားထိုင်တာကြားနေတော့ပင်ပန်းနဲ့ဆင်းရဲတယ်ဆိုတာအမှန်မြင်လို့လားအမှားမြင်လို့လားအမှားမြင်တယ်နောက်တော့ယောဂီတွေ့ကြလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့တရားရှာတယ်ဆိုတဲ့လူရင်းကပါလေသေဘေးမှချမ်းသာခြင်းလို့ဦးစီးရှိတရားလာခြင်းတာဘာလို့ခြင်းလို့လာခြင်းတာလဲသေခြင်းဆင်းရဲမှလွတ်ချင်လို့ဟုတ်ပြီလားတတ်တယ်ဆိုတာဒီဦးကြီးကတတ်ပါသည်ဟုတ်ပြီနော်ဘယ်လိုတတ်လဲပထဝီတည်သောအာဟောဝါရောဆိုတော့ဓာတ်လေးပါးကရက်ဆက်တော့ဖောက်ပြန်ပြီးမတတ်ဘူးလားတတ်ပါတယ်ဦးစင်းတို့ကလည်းဓာတ်လေးပါးအကြောင်းခံပြီးတော့တောက်တဲ့မိကိုသားဟုတ်ပြီလားအဲ့လိုဆိုရင်တရားကတခြားလားကျင့်တာကတခြားလားဟုတ်ဘူးနော်ဒီဓာတ်လေးပါးဖောက်ပြန်တဲ့အခါမှာထတောက်တဲ့မိတောက်အောင်ဖန်တီးတဲ့တဏှာအကြောင်းကျိုးဟုတ်ပြီလားဆင်းရဲစေတဲ့အကြောင်းဆင်းရဲမှုအကျိုးဆင်းရဲစေတဲ့အကျိုးကိုတတ်ချင်ရင်ဆင်းရဲမှုအကြောင်းကိုတတ်မယ်မဟုတ်လားမှန်ပါတယ်ဆင်းရဲတတ်တဲ့အကြောင်းအကျိုးပေါ်တာလည်းဘာအောင်ကြောင်းခံတာလဲအဲ့ဒီယုံကြည်ဓာတ်လေးပါဖောက်ပြန်တဲ့တပ်ပွဲမှာပေါ်လာတာမဟုတ်လားမှန်ပါတယ်အဲ့တော့ဓာတ်လေးပါအကြောင်းခံပြီးတော့ဆင်းရဲကြောင်းနဲ့ဆင်းရဲမှုပေါ်မလာဘူးလားပေါ်လာအဲ့ဒီချိန်မှာတတ်လိမ့်မယ်ပညာပေးရမယ်ဟုတ်ပြီနော်မှန်ပါအဲ့လိုဓာတ်လေးပါအကြောင်းခံပြီးတော့တရားမကြည့်မယ်နေလို့ရပါမရဘူးဟုတ်ပြီလားမှန်ပါအဲ့တော့ဒုဒ္ဒရာမတွေတရားလာခြင်းတာဓာတ်လေးပါပြင်းထန်တော့ဖောက်ပြန်တဲ့အခါမှာချမ်းသာလို့ဟုတ်ပြီနော်မှန်ပါအဲ့ဒီကိုယ့်ရဲ့စကားတွင်မှာဓာတ်လေးပါဖောက်ပြန်ပြီးတော့ဦးဇင်းတို့ကချမ်းသာနေမယ်ဆိုရင်ဒီတက်ကဆင်းရုံလားဆင်းရဲတော့အဲ့တော့တရားဓမ္မတွေလိုချင်တာဓာတ်လေးပါဖောက်ပြန်တဲ့အခါမှာချမ်းသာဖို့ဆိုတော့ဦးဇင်းကနီးပေးတာမှန်ရင်ဓာတ်လေးပါဖောက်ပြန်တဲ့အခါမှာဆင်းရုံလားဆင်းရဲတော့ဒီပေါ်မှာညင်းလို့ရပါလားမရဘူးအေးအဲ့လိုဆိုရင်ယောဂီတွေနဲ့ဦးဇင်းတို့တရားကျင့်ဖို့တက်ကဓာတ်လေးပါဖောက်ပြန်လာတဲ့အခါမှာဘယ်တော့ပဲဖောက်ပြန်ဆင်းရဲမှုမရှိချမ်းသာမှုရနေရင်လူရရပြီဟုတ်ပြီလားမှန်ပါအဲ့ဒါကိုမှတ်တမ်းတင်ပြီးတော့ဒုရမတွေတရားကျင့်ရမယ်အဲ့တော့ဒီညဏိဒံတရားတော့ဒါပါပဲအဲ့တရားစကျင့်တဲ့ယောဂီတွေလိုက်နာရမယ်စီကံများတရားကျင့်တဲ့ရွယ်ချင်းနဲ့အကြောင်းနဲ့တရားဓမ္မတွေကောင်းတဲ့ထက်နာပါတော့တရားကထိုင်တာကတမျိုးပြတာကဘာမှမသိဒီလိုကြီးကျင့်ခိုင်းတာဘာမှမသိမဖြစ်စီနဲ့အဲ့ဒီယုတ်ကြီးကတတ်မှာဓာတ်လေးပါဖောက်ပြန်ရင်ဆင်းရဲတယ်အဲ့ဒီချိန်မှာချမ်းသာဖို့အခုကမချမ်းသာသေးဘူးချမ်းသာခြင်းရင်ဆင်းရဲမှုနဲ့အရင်ကြုံမယ်အဲ့ဒီဆင်းရဲမှုဖြစ်ကြောင်းကနေဆင်းရဲမှုချုပ်ကြောင်းကိုပြမယ်အဲ့ဒီအကြောင်းအကျိုးကလည်းဓာတ်လေးပါဖောက်ပြန်တဲ့အချိန်ကျမှပေါ်ပါတယ်အဲ့တော့ဓာတ်လေးပါကိုအရင်ခံပြီးတော့တရားပြရမယ်မှန်ပြီနော်အဲ့တော့တရားကျင့်တဲ့ယောဂီတွေဟာဥစုဒီမှာဇိပြားကထားတဲ့တနေ့၄ချိန်နဲ့9ရက်ဝင်မဲ့ပုဂ္ဂိုလ်များဤသည့်အကြောင်းပြခြင်းနဲ့မှအတိတ်က9ရက်မပြည့်မချင်းအိမ်ပြန်လို့မပြပါဘူး။ဘာဖြစ်လို့ဒီလိုသတ်မှတ်တာလဲလို့မေးတချို့ကပေါ်ဒီပေါ်စာရှော့တော်နဲ့သွေးတိုးစမ်းလို့လာကျင့်တဲ့ပုဂ္ဂိုလ်ရှိကောင်းရှိမှာဒါကြုံခဲ့တယ်ပေါ့လေ။အဲ့တော့ဆရာခိုင်းလို့မလုပ်ဘဲနဲ့ကိုလို့ချင်အောင်လုပ်ပြီးတော့နော်ပြန်မယ်ဆိုပြီးပြန်အပြင်ထဲကြောက်တရားတော့မကောင်းကြောင်းတွေလျှောက်ပြောတယ်။ကိုအပြည့်ဆရာနဲ့ပြောသလိုထပ်ထပ်မြလေ့ကျင့်ခြင်းမလုပ်ဘဲနဲ့ကြောင်ချောင်ပဲလှုပ်လာပြီးတော့ပြန်မယ်ဆိုပြီးတော့ပြောမရဆိုမရအောင်ပြန်သွားပြီးအပြင်ထဲရောက်ဒီတရားဘာဖြစ်တယ်ဆိုပြီးလျှောက်ပြောတယ်အဲ့ဒါကြောင့်ဦးဇင်းတို့ကအဋိဋ္ဌံကိုယ့်ရဲ့မပြည့်မချင်းမပြန်နဲ့လို့ပြောတာဒါမပြန်တော့ဒီပြလို့အလကားဒုက္ခကာမနာကျွန်တော်တို့မဟုတ်ရေဆုံးရေပြားကြီးပေါ့တဝက်နဲ့မပြန်လဲလို့တောင်းဦးဇင်းတို့ပြန်လို့မပြုဘူးကိုယ့်ရဲ့ဒိဋ္ဌံတွေမှာမြည်ပြီးအကြောင်းပြခြင်းနဲ့မှဦးဇင်းတို့အိမ်ပြန်ဝင်ဟာကြောင်ဝိုင်းအပြင်ဘက်တောက်ခွင့်မပြုပါဘူးဒိဋ္ဌံစီကနေလိုက်တာအကယ်၍ဝယ်ချောင်းစရာများအခက်ခဲပစ္စည်းရှိလို့ရှိရင်ဦးဇင်းတို့ဥပဒါကအဖွဲ့လျှောက်တော့ပါပြောပါဘာလို့ကျင်တဲ့သူ့ဝယ်ပေးလိမ့်ပါမယ်ကျမ်းမာရင်မကောင်းရင်ဦးဇင်းတို့တရားပြတဲ့ထဲမှာဆရာလေးဒေါက်တာတစ်ပါးပါတယ်ဦးကျမ်းမာရေးစစ်နေသူ့ရဲ့စစ်ဆေးချက်ကြောင့်ဒါလည်းဦးဇင်းတို့အပြေထုတ်ပါအကယ်၍ကျမ်းမာရေးမကောင်းလို့တရားကျင့်ဖို့အတွက်အခက်ခဲရှိလို့လာမကျင့်ဘူးသူ့ရဲ့ခွင့်ပြုချက်မပါရင်
လုံးဝလာကြသူ့ရဲ့ခွင့်ပြုချက်ကတော့သွားယူပါမယ်သူ့အနေနဲ့တရားထိုင်ဖို့အခက်အခဲရှိပါတယ်ဆိုရင်အဲဒီပုဂ္ဂိုလ်တွေဦးဇင်းတို့ဟာဟိုရင်တရားကြီးနား၄ချိန်လုံးအပြည့်ထိုင်ရပါမယ်ဦးဇင်းတို့ဒီမှာဆရာတော်ကြီးများရဲ့မင်္ဂလာဓမ္မကျောင်းထဲဆရာတော်ကြီးများရဲ့အလုံးကျေးဇူးကြီးမားတဲ့မေတ္တာပါပဲဦးဇင်းပြခဲ့တဲ့စကားနဲ့မှဒီစကားတော့ပြည့်ပြည့်စုံတာမရှိဘူးငါကိုရီးယားအတောင်ကြီးအယောင်ကြီးပုံတော့အခုဒီတရားမှာပါလာလေဦးဇင်းအကြောင်းနဲ့ငါတရားကျင့်တာတရားနဲ့မှာဖက်သက်ကြတဲ့နဲ့ဓမ္မစာရေးနဲ့ဒီပြောက်ထိုးတာများပြီပဲဒီလိုမှမရှိတယ်အဲ့တော့ပါမာတွေကလည်းအပြည့်ပဲမီးကလည်းအပြည့်ပဲဆေးဘောဓမ္မယုံကြီးကလည်းကောင်းလို့ဆရာကလည်းအာမခံသည်ဦးဇင်းအာမခံခင်ဗျားတို့အသေးတက်ကျောက်ကအာမခံဦးဇင်းအာမခံပြီးတော့ခင်ဗျားတို့ကလည်းအသေးတက်ဖို့လိုချင်မှုလည်းဖြစ်ရဦးဇင်းကလည်းအသေးတက်အောင်ပြသုံးပိုင်းရှိတယ်တတိငါဝိက္ခမနာသုံးစီတာအဲ့ဒီပိုင်းသုံးပိုင်းမှာဦးဇင်းနှစ်ပိုင်းကြည့်ပြမယ်သုံးပိုင်းကြည့်တော့ရောက်ဥပမာပြောရမယ်ဆိုသစ်ပင်တစ်ပင်ကိုအကိုင်းနဲ့ဖြတ်ချရတာတစ်ပိုင်းအကိုင်းနဲ့ဖြတ်တော့အပင်လုံးညံမှာပေါ့အသီးတွေမသိတော့သို့တော်လည်းနောက်အတက်ထွက်လာတယ်နောက်တစ်ခါအရင်ကနေဖြတ်ချတာတစ်ပိုင်းအငုံကြီးမကြံဘူးအဲ့တော့သစ်ပင်ကတော့အကိုင်းဖြတ်တဲ့အပင်လုံးမရှိတော့အငုံကြီးညံအဲ့ဒီအငုံကြီးကအမြင့်ပါပေါအောင်ဆွဲလို့ရတာပိုင်းဆိုအပိုင်းသုံးပိုင်းရှိဒါတွေဦးဇင်းကကျင့်စဉ်နဲ့နောက်ပိုင်းကျတော့ဝိပဿနာယတိကသရယတိကကျင့်စဉ်အတိတ်ပဲတွေဦးဇင်းခိုင်းတာတွေအကုန်လုံးကိုဦးဇင်းကရှင်းတော့မှာဘုရားတရားကျင့်တဲ့ရည်ရွယ်ချက်နဲ့အတိတ်ပဲနဲ့အနေသာတိကအနတ္တကာယကဝိပဿနာသိနေအောင်ဦးဇင်းတွဲပေါ်ပါတော့လူရင်းကဒါပဲဒါအရင်ကျင့်လို့သိအောင်အဲ့တော့ပရမပိုင်းဒီတတိငါမှာဓာတိကဖောက်ပြန်ပြီးလည်းမစင်းရတော့ဒုတိယပိုင်းဒီအာနာပါနကမ္မဋ္ဌာန်းမပါဘဲနဲ့အဲ့ဒီကြိုက်ခဲထုံကြီးတဲ့နေရာကိုသွားကြည့်ပြီးတော့မစင်းရတော့ကြိုက်ခဲထုံကြီးမှုတွေတော့သွားသိတယ်မစင်းရဘူးခင်ဗျားတို့စေနာရီတွေလည်းမလှုပ်တော့ဒါလေးကဘလို့ဖောက်ပြန်မစင်းရဘူးလို့ဦးဇင်းအာမခန္ဓာတွေဟုတ်ပြီလားပထမအဆင့်ကတရေကပါဒုတိယအဆင့်ကဝိက္ခမနာပါဝိက္ခမနာပါဟန်ဒီအသေးတတ်ဖို့အတွက်ပြည့်စုံပါသည်သိရင်ဒီတိုင်းသာသိလာတော့ခင်ဗျားတို့ဒီတရားစခန်းထဲမှာပဲမျက်မှောက်ပြုပြီးလက်တွေ့ရပါမယ်တရားချင်းနဲ့မရဘူးဆိုတော့တရားမှမရှိဘူးဦးဇင်းအာမခံတယ်နော်တရားသာချင်းနဲ့အဲ့ဒီစိတ်မရောက်ဘူးဆိုတော့တရားမှမရှိရမမလားလို့လုံးဝမတွေးနဲ့မရတာဆရာညံဆရာပြောသလိုမကြည့်မနဲ့ဖတ်မောက်တာမှဆိုရင်မိုးရွာရေးရပါလူကြီးတို့လာပြီပဲဟုတ်လားလူကြီးတို့တရားလာတာသိင်ကျမ်းမာတယ်ဆိုရတာလာတာလူကြီးတို့ပဲမရတာကျုပ်တွေတော့အဲ့တော့ခင်ဗျားတို့ဘလောက်နေစေစီးရင်မှုမရှိဘဲနဲ့ချမ်းသာတဲ့တက်ကြီးကိုကျုပ်တို့ပေးပြီအကုန်ရဒါကျုပ်အာမခံပြီးသားနောက်အပင်ကြီးနေရလူတယောက်ခင်ဗျားတို့တယောက်နဲ့တယောက်ညီတယ်ယောက်ျားမိန်းမမမြင်အောင်ကြည့်လို့တာဟိုတရားဝင်တဲ့ယောဂီတွေဖြီးကြခင်ဗျားတို့အာမလေးတယ်တယောက်နဲ့တယောက်ကြည့်တယ်လူမမြင်အောင်ယောက်ျားမိန်းမမမြင်အောင်ကြည့်လို့ရတယ်နောက်တော့ကြည့်လူမြင်လို့လူမသိတော့ယောက်ျားမိန်းမမရှိတော့လို့မြင်လာလိုက်ဟုတ်ပြီလားအဲ့ဒီရသိကြတယ်အဲ့ဒီတစ်ချက်ကိုဦးဇင်းကကျန်လာတော့ခင်ဗျားတို့ဘာလို့ဦးဇင်းကတော့ဟာဒီခန္ဓာကိုပြည့်တဲ့သောနှိမ့်စေတဲ့အချိန်မှာချမ်းသာပြီလူမြင်လို့တဏှာဝင်တော့ဒိဋ္ဌိမဖြစ်တော့ဆက်ပွားမယ်လို့ကတော့ကိုယ်ကိစ္စကြည့်ကြတယ်မျက်လုံးပွင့်တာနဲ့လူလို့မမြင်တော့အဲ့ဒီအောင်ဦးဇင်းကရပြီအမြတ်စာအမြင့်သာတတိယအဆင့်ကြတော့အမြင့်ဆွဲလို့တဲ့အဆင့်နဲ့တူတယ်ဒီပင်ဒီမျိုးရိုးဗီဇလုံးဝမရှိတော့အကိုင်းထုတ်တယ်ဆိုတာတက်တော့မယ်အရင်ကပြတ်လို့ရှိရင်အပင်စီထွက်အောင်အမြင့်ပါဆွဲလို့ထွက်အောင်လားအဲ့ဒီကြီးကအဆင့်30အဲ့ဒီအဆင့်30မှာ2ဆင့်တော့သိရအောင်ပြမယ်နောက်ဆုံး3ဆင့်ကြတော့ပုံစိတ်ကြီးရမယ်သိအောင်ဆင်းအောင်သိလို့မရတော့ဆင်းအောင်တစ်ဖန်ပြန်လို့မရတော့ချမ်းသာတယ်ဆေးအောင်လို့ချင်းသိပြီးချမ်းသာနေခြင်းဖြစ်တယ်လေအဲ့ဒါကြီးကပြောလို့ဦးဇင်းကကြိုတင်ပြီးတော့ဏိဒာနဲ့ပြောထားတာဟာတာရမယ်လို့ပြောထားတာဟုတ်ပြီလားလူမြင်လို့လူမသိတော့လူမြင်လို့လူသိရင်လူကနေအဖေမေပေါ်မလာဘူးလားအဖေမေပေါ်လာရင်သားမယားတွေပေါ်မလာဘူးလားတန်ဖိုးတွေတွေ့မလာဘူးလားသေလို့တောင်းနေမတွေ့သွားရင်အယူလွဲပြီးတော့အိမ်မှာသားသမီးမရွံ့နဲ့ကြောင်နေကြွက်တွေဖြစ်သွားတယ်
ဟာလားတာဝန်တွေဆွဲရောက်တော်ရီကအထေကြီးသေးတော့သူ့သားရင်မှာခွင့်မပြဘူးလားဒါရှိပြီးသားပါနော်ဒီအဲ့ဒါကတော့အတိတ်ဘိုးဆိုတဲ့နေမှာဒုတိယအဆင့်ကြီးဓာတ်လေးပါဘလောက်ဖောက်ပြန်လုံးလာပြုပြီးတော့လွတ်အောင်ခွာတဲ့ဤပေးမယ်ဒုတိယအဆင့်တရင်ငါးပါးအာနာပါနကမ္မထံအဲ့ဒီဒုတိယအဆင့်ကြီးယောဂီတွေအကုန်ရောက်ဖို့တော့မရောက်တဲ့လူတယောက်မှမရှိအောင်အကုန်ရတတိယအဆင့်အမြတ်စားသောတာမှာအဲ့ဒီအမြတ်စားကိစ္စကြတော့ကျင့်တဲ့ပုဂ္ဂိုလ်ရဲ့တရားပေါ်တည်ပြီးတော့ဦးဇင်းရွေးချယ်ပြမယ်ဟုတ်ပြီလားအဲ့ဒီကျင့်စဉ်ရောက်တဲ့ပုဂ္ဂိုလ်ကဖိုလ်စိတ်အမြဲတမ်းရဘဝပြောင်းသွားတယ်ငပိုစိတ်တွေမရှိတော့စင်ကြီးတို့မူယူပြီးကြမ်းတမ်းနေပြီအဲ့ဒီရောက်သွားရင်မှုဖြစ်တော့မက်ဆိုတာတရားဓမ္မတွေပညာရေးမှတ်ထားတယ်မက်ဆိုတာကိုယ်လည်းလုပ်တဲ့အလုပ်ပေါ့ဟုတ်ပြီလားပယ်ရတဲ့ဆိုပြီးတော့လိုက်ပယ်နေတာမက်မဟုတ်ဘူးမှတ်ထားရတာရေးကြည့်တယ်မက်ဆိုတာသူ့ကိစ္စသူဆောင်ရွက်တယ်ငါမဟုတ်ဘူးဒီဟာမကောင်းဘူးပယ်မယ်ဒါမကောင်းဘူးသတ်မယ်ဆိုရင်ငါမကောင်းလို့ငါပယ်တာငါသဘောနဲ့ငါသတ်ငါမကြီးဖြစ်သွားဟုတ်ပြီလားမဲဆိုတာငါမဟုတ်ဘူးသူ့ကိစ္စသူ့သဘောသူဆောင်သည်ဆိုင်ဆိုင်ရာကိလေသာကိုသူ့သဘောနဲ့သူပယ်တတ်သည်အဲ့ဒါကြီးတရားကျင့်တဲ့ယောဂီတွေမှာတရားရှိတဲ့ပုဂ္ဂိုလ်အပြည့်ရလူကိုယ်နဲ့နတ်စိတ်ဖြစ်ရသိရင်စည်းရင်မှလုံးဝတော့သိတဲ့ဘယ်မသွန်းနဲ့ဟုတ်ပါမလားဆိုတော့တရားထိုင်ရင်ဘုရားမှာအဲ့ဒါအသိတတ်ဖို့နဲ့ခုနအဘိညာဉ်ကြီးတွေညာဦးသိရှိရဒီအဘိညာဉ်ကြီးတွေပဲဦးသိရှိရပြည့်စုံညာဉာဏ်နဲ့ယူတော့အဘိညာဉ်ဆိုတာတတ်ကြီးမှာအဘိညာဉ်6ပါးရှိ5ပါးလောကီဘိညာဉ်1ပါးလောကုတ္တရာဘိညာဉ်အာသခေယဘိညာဉ်ဓမ္မဘိညာဉ်လို့ခေါ်တယ်နော်သက္ကုကရဏိညာနာကရဏိဥပဒမယအဘိညာသံဝရနိဗ္ဗာန်သောတတိအဲ့ဒီအဘိညာရဆိုတာပါလေဓမ္မအဘိညာဉ်ဝိပဿနာဉာဏ်ကိုပြောတာဝိပဿနာဉာဏ်ကိုသမထအရာနိကာအဖြစ်မရဘဲနဲ့ဉာဏ်သက်သက်နဲ့ဝင်တဲ့သမာဓိကိုဖြစ်စေတဲ့ကြောင့်ဝိညာဉ်သမာဓိကိုခေါ်ရတယ်။အဲ့ဒါကအထူးသမာဓိဝင်စားကြရမလို့စိတ်ကလေးမိုးလုံးဝေခဲ့တယ်လို့ပြောင်းလိုက်ဘူး။ခင်ဗျားတို့ဒီတိုင်းကြီးဒီတိုင်းပဲစိတ်ကလေးဒီလိုပြောရတဲ့ခင်ဗျားတို့လူမမြင်တော့အဲ့ဒီပွားစရာမလိုပဲနဲ့အဘိညာဉ်ကြီးနဲ့ရအောင်ဘူး။ဦးဇင်းကဒီဇင်ဘာဒီဗိဓမာအသင်းဌာနချုပ်မှာပြသွားတာလူတရားပေါင်း90လုံးမြင်ကျန်တဲ့တက္ကမထန်တဲ့အားလုံးပါပေါ့လေ။ညာလုံးမြင်ကလေးဒီမှာဆရာပြောသလိုချင်းဆရာဘာလို့မှလဲဘာတွေပြမှလဲဆိုရင်ပြင်းထန်တဲ့အာယုကြီးတရားသတ်တဲ့အချိန်မှာချမ်းသာဖို့ဟုတ်ပြီနော်ချမ်းသာရမယ်အတိတ်တရမယ်လို့အာမခန္ဓာပြီးနောက်တော့ကအယူမအမှမှာနမိတ်မားတယ်သင်္ကန်းကြီးနမိတ်ယူပါတယ်ကိုယ့်ဘဝကိုသိတယ်ဆိုတာဖျက်လို့ပြီးတော့မဟုတ်သေးဘူးဒီစုတိတွေကြောက်တော့နောက်ဘဝအတွက်အစင်းသေးဖြစ်မှကံကူးတာအနန္တသမဏပစ္စည်းဆက်တာအဲ့တော့ကံနမိတ်ဆိုတာကံကမ္မနမိတ်ဂရိနမိတ်ဆိုတာရှိတယ်အဲ့ဒီနမိတ်တွေယူပြီးတော့မှတရားတာပို့ပြီးတာမဟုတ်ဘူးပို့ပြီးတဲ့ကံရဲ့ဝိဘက်တွေပေါ်တာအဲ့ဒီနမိတ်ပေါ်ပြီးမှတရားအဲ့ဒီနမိတ်ကကောင်းတာနဲ့မကောင်းတာဘယ်အများလဲစိတ်လေးပေါ့မကောင်းတဲ့စိတ်တရားများမကောင်းတဲ့အောင်လဲဆိုတော့မကောင်းတဲ့ဘဝတွေဟောမှာပေါ့အဲ့ဒီကံနမိတ်ကိုပိတ်နိုင်တဲ့ဉာဏ်နမိတ်ကမ္မဋ္ဌာန်းနမိတ်ပေးမယ်သေအောင်တတ်တဲ့ဓာလေးပါးပါမလဲချမ်းသာနေမယ်လွတ်နေမယ်ကံနမိတ်ကိုလည်းကမ္မဋ္ဌာန်းနမိတ်ဉာဏ်နမိတ်နဲ့တားဆီးနိုင်မယ်ဆိုဒီပုဂ္ဂိုလ်အပဲလေးပါးကြောက်အောင်လားအေးအဲ့ဒါမှတ်အဲ့ဒီကိုရအောင်အဲ့ဒီချိန်မှာခင်ဗျားတို့ရဲ့စိန်တုံးရွှေတုံးကြီးတွေဘာလဲကြီးတွေဟော်တယ်ကြီးတွေပုံလီတွေရမခဲ့တယ်ဘူးဟုတ်ပြီလားဦးသိန်းပေးမဲ့အမွေကြီးရခဲမှာအဲ့တော့ဦးသိန်းပေးတဲ့အမွေနဲ့ခင်ဗျားတို့ရှိရတယ်နှိုင်းလို့ရသေးလားမရဘူးသို့တော်လည်းကွန်းတရားမလို့နေပါဟုတ်ပြီလားအေးအဲ့တော့ခင်ဗျားတို့တရားရဖို့အတွက်ကိုယ့်ရဲ့အတွင်းမှာလုံးဝအပြည့်မထွက်ရဘူးအကြောင်းအပြည့်မထွက်ရဘူးဒိဋ္ဌံတစ်နေ့၄ခြင်းအပြည့်ထားရမယ်ဟုတ်ပြီလားတယောက်နဲ့တယောက်စိတ်တက်ကြဆင်းအောင်ပြောပါနဲ့ဟုတ်ပြီလားတယောက်တော့စိတ်တက်ကြလို့ကိုပြောတယ်မရှင်းလင်းတာရှိအချိန်ပြေးလာချောင်းတယ်ဟုတ်ပြီနော်အေးမကြမ်းပါရင်မကောင်းဆိုရင်ဆရာဝဲပြုရနေပဲအဲ့ဒါခင်ဗျားတို့နာဟုတ်ပြီလားမတည့်တဲ့အစာကိုလည်းပြောပါအဲ့တော့ယောဂီတွေနဲ့ဗာများခက်ခဲရှိသေးတယ်ဗာတွေများလျှောက်ထားခြင်းသေးလဲနော်ဒီတရားကတည်းကပြောပြတော့အသေးတက်ပြီဗျာလူမင်းတို့လူမသိတော့ဘူးဆိုရင်ပြန်ခြင်းလဲပြန်အခုရပြန်လို့ရကျုပ်ပြောင်းမှာဒါပဲပြန်အဲ့ဒါတော့ဒီလိုသိပြီဆိုပြန်ဖို့သိပြီးတဲ့ပုဂ္ဂိုလ်ရှိတာရှင်းစစ်လို့ရတယ်
မဟာပရိကောက်ချိတ်ခိုင်းမလုပ်ဘူးနှစ်နာရီလောက်တဲ့ဝိညာဉ်တော့မခံနိုင်ဘူးဆိုသိမဘလို့ခံစားရအောင်ဟုတ်ပြီလားမက်ဒီဘောရိယဉာဏ်စီရိယအတေယချိတ်တယ်အတ္တဆိုတဲ့ဒီချိုးရတယ်နာမရူပပရိစ္ဆေဒဉာဏ်တို့အမှန်မြင်အတ္တဆိုတာရှိသေးလားအနတ္တလို့မသွားဘူးလားအနတ္တဉာဏ်လည်းပေါ့ငါမခံနိုင်တာရှိသေးလားမကမခံနိုင်အတ္တရှိသွားဉာဏ်စီလည်းသိလို့ရတယ်ဝိညာဉ်နဲ့တာသိမှတ်နေတာလေမှတ်နေပြီဒီမစိငရေပြီးစားတော့သောတာပန်ဖြစ်ပြီးတော့မှတ်နေတာအဲဝိညာဉ်နဲ့တူအဲဝိညာဉ်သိမှဘာမှမလွတ်တယ်ဘာဉာဏ်စီမှမလွတ်တယ်ဘာဒိဋ္ဌိမှမပြုတ်သေးဟုတ်ပါမလားလာခဲ့တဲ့လူတွေရတယ်နော်မြတ်စွာဘုရားကဝေဒနာသိမခံနေသူကအန္တဘာလဥဒ္ဒဇင်နေရဝေဒနာသိမခံနိုင်ဘယ်လိုပုရုဇဉ်လဲနည်းနည်းဘုံဘုံတော့ယောပုရုဇဉ်ကအန္တဘာလဥဒ္ဒဇင်နေရဝေဒနာသိမခံနိုင်ဘူးလေဘလဝဥပဒနာပုဂ္ဂိုလ်နဲ့သောရပမနာသိခံနိုင်တာလေသောရပမနာဇေနာတို့နေတဲ့ဝေဒနာတဲ့တော့ပြီးတော့ဒီတရားအကျမ်းနဲ့ဘုရားနုတဲ့တော့တို့ညာစရာဘယ်တော့လျှောက်တော့သာသနာအမှုနည်းနဲ့ပြည့်စုံဖြစ်ဒါကြောင့်ဦးဇင်းကတော့တဲ့ပြောတယ်တဲ့ဟောတယ်ဒါမှမဟုတ်လို့ညာစင်နေရထားပြီဆိုရင်ဟလာလာခဲ့စစ်မယ်မနေ့ကကြိုင်လည်းပြုတ်ဝင်လာတဲ့အဲ့တော့ဦးဇင်းကြားမှတဲ့စီကနေလိုက်လာပြီလားသဘောပေါက်ပြီလားအခက်အခဲရှိပြောပါကြောင်းပြမထွက်ရဘူးဟလာကိုရမပြေးခြင်းအိမ်မများဘူးတချို့မဟုတ်တယ်မပေါ့ပြောတယ်တကယ်ဆိုဦးဇင်းလက်မခံချင်ဘူးနော်ဘာဖြစ်လို့လဲမဟုတ်တယ်ပဲလွယ်လွယ်နဲ့လုပ်တော့ဦးဇင်းတို့ကအဲ့ဒီတရားစကားကြီးဖြစ်ပေါ်ဒီကဆရာတော်များနဲ့ဘလောက်ဖတ်လို့ဖြစ်နေရတယ်ဟလာကိုနေရာနဲ့ကိုကြောင့်ဆင်စင်းမဟုတ်ဘူးဦးဇင်းတို့လည်းဒီတရားစကားကြီးဖြစ်ပေါ်အများကြီးခေါင်းလေးကိုက်ဆွေးနွေးတရားဥပဒါကကာကိုယ်ပိုင်တယ်လေဘုန်းနေတယ်ဘုန်းလို့ကိုလိုက်လာလို့စီရိုက်လုံးနေမှာမလို့အများကြီး2လ3လတွေကတူနေဟာဒီကဆရာတော်များကလည်းဟာဘာလို့လဲဘယ်လိုလုပ်ပြရမလဲဘယ်လိုဆင်ခြင်ပြရဒုက္ခတွေမျိုးကိုကလွယ်နဲ့လာပြီးလွယ်နဲ့ထွက်သွားတာမျိုးဦးဇင်းမကြိုက်ဘုရားကျေးဇူးတရားကျေးဇူးဆရာကျေးဇူးဥပဒါကဘောရီကျေးဇူးဒီအကြောင်းတွေကဆရာတော်တပတော်များကျေးဇူးမသိပဲနဲ့နော်ငါတကောနဲ့လွယ်နဲ့လာလွယ်နဲ့ပြန်ထွက်သွားလို့ကြိုက်တယ်နော်အားတော့ဦးဇင်းမကြိုက်ဘူးမကြည့်ရင်ပြညာရဲ့ထွက်သွားရတယ်ဦးဇင်းဘာမှမပြောဘူးမတောက်ဘူးတယောက်တည်းကြီးတယောက်တည်းပြောင်းနှစ်ယောက်တည်းကြီးတယောက်ပြောင်းအောက်ကြကနောက်ကြကမပြောင်းဈေးစိကမပြောင်းမျက်နှာလူမျက်နှာရလည်းမပြောင်းအလိုလိုက်လည်းမပြောင်းသေမမျက်နှာရဲ့သေပြီးသွားမဲ့မျက်နှာကြီးပြောင်းဦးဇင်းတရားလည်းမထားဘူးကြိုက်ရင်ချင်းမကြိုက်ရင်ညပြန်လို့ရလိုက်ဖို့ပါကားရှိတယ်ဒါကားဖို့ပြီနောက်နေ့တော့ဈေးလာမစင်းနဲ့မရဟုတ်ပြီလားတရားဓမ္မတွေလည်းဦးဇင်းအခုရပေါင်း25ရက်ကျော်ပြီနှစ်ညပဲနာတစကားပြီးတစကားလာခဲ့ရလဲမအားမနာနေဝညောမနာတရားပြီးနဲ့သွားရအောင်စကားစကားဝင်ဆက်အဲ့ဒီကြားရအပေမကဒုက္ခခံပြီးပြပါလေလွယ်နဲ့ပြန်သွားတယ်ဆိုတာမျိုးမကြိုက်ဘူးအဲ့တော့မရှိလာပြီပါအဲ့တော့သဘောသိပြီမနေ့က4နာရီစတိုင်းပထမနေ့မှာတနာရီပဲပြတနာရီမှာစနစ်တကျဦးဇင်းစီစစ်တွေပြီးမယ်ယောရီယောရဲ့ပေါ်ဒီပေါ်စာပြောစီပြောနေမလို့ဆရာပေးတဲ့စီစစ်တိုင်းကြည့်ပင်ပန်းစင်းအောင်ပြအလိုက်လေးနဲ့လူအားတော့လေးပဲပြအောင်တဏှာရင်းမှာကြံတတ်မှတဲ့စီစစ်တိုင်းလိုက်တာလေ့ကျင့်ပါရင်သူ့ဘသူနောက်နေ့စဉ်တက်သွားစထိုင်ရင်တဏှာရင်းကိုဟုတ်ပြီလားတဏှာရင်းမနမတတိသွားကဲအားလုံးမိတို့နေရာမှာနားလို့ရပါကြ